မိမိတို့ရရှိထားသောယုတ်တရားဉာဏ်တရားပေါ်မှာလည်းပဲဆင်းရဲရောင်ကောင်းမြတ်သောမဟာသတိပဋ္ဌာန်တရားတော်မြတ်ဖြင့်ပွားများအားထုတ်ပင်ရကြ၍ဒီရန်သောတရားစိတ်ကိုဒီဘဝမှာပဲတွေ့ရပြီးကြရကြပြီးလျင်ကြံစီအောင်ပြောပြခြင်းကမကုန်နိုင်သောခေါ်ပေါင်းနဲ့ပြည့်စုံပြီးသိက္ခာချမ်းသာကိုလည်းပဲအင်းများစွာမျက်မှောက်ပြုနိုင်သောသူတော်ကောင်းများဖြစ်ကြပါစေ။ယနေ့သာဝနာတော်နှစ်2556ခုနှစ်လူတော်ဝါဇာတက္ကရာ1384ခုနှစ်တရင်ကျော်လာပြည့်ကျော်14ရက်ခရစ်နှစ်2012ခုနှစ်နိုဝင်ဘာလ13ရက်အင်္ဂါနေ့ညချမ်းချိန်မန္တလေးတိုင်းဒေသကြီးကျောက်ဆည်မြို့ရွှေသာလျောင်းဘုရားဝင်းအတွင်ဒီမျက်နှာခွင်၌ဆင်ကျင်းပပူဇော်သောဓမ္မသဘင်ဝယ်ယနေ့ညဓမ္မဒါနပါတိလူရှင်များဖြစ်ကြကုန်သောနှစ်ပတ်သောမိဘများအားရည်စူး၍ဦးကျင်ဆွေဒေါ်စန်းကြီးသာသမီမြေများဒုက္ခချမ်းသာဆေးရုံနှင့်ကောင်းလိုက်မိနစ္စတိုမိသားစုမိခင်ကြီးတော်စင်ကြီးအားအမှုထား၍ဦးကျော်ဦးတော်များစိန်သာသမီမြေများအောင်စိုးမုံမိသားစုနှင့်ဥက္ကမြတ်တော်စောညွတ်စိန်ကဘာမိသားစုတို့ကပတ်တီဆင်ကျင်းပ၍နေနေရမှတရားတော်နာကြောင်းမကြဘုန်းတော်ဓမ္မဆွေတော်မျိုးတော်ဘုရားပေါင်းသူတော်ကောင်းတို့ပေါင်းစုညီညာဆင်ကျင်းပပူဇော်သောဓမ္မသဘင်ဝေဟောကြားအပ်ဟောခေါရကနိကေဓမ္မပဒပါဠိတော်မှာဗုဒ္ဓရှင်တော်မြတ်မိန့်ကြားတော်မူခဲ့သောမထင်မရှားရာတော်တစ်ပါး၏စာဝတ္ထုကိုအခြေခံတန်စားဆင်ဟောကြားပေးမည်ကိုမီကိုမွေအကြည့်ပေးသောတရားတော်ပြိတိုင်ပါတရားကိုမီကိုမွေလို့တရားမျိုးကိုဒီလိုပဲလွယ်လွယ်မှတ်ပါဒါကြောင့်တရားတော်ကိုမောကြမိမနာကြမိတရားတော်ရဲ့ပိုင်ရှင်ဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကြီးရဲ့ခုံတော်တရားတော်မြတ်ရဲ့ခုံတော်သံဃာတော်မြတ်တို့ရဲ့ခုံတော်များကိုသိကျူးဖွဲ့ဆိုထားတဲ့ကာလတော်မြတ်ကိုရွတ်ဆိုပူဇော်ရင်းနဲ့ပဲခွန်ကြီးတို့ဓမ္မသဘင်ဖွင့်ပါမယ်အလုံးတော်ဓမ္မဆွေတော်မျိုးတော်ဘုရားပေါင်းသူတော်ကောင်းတို့ကလည်းပဲလက်ဦးလေးကြီးချီရလောလေးကြီးချတရားနာတဲ့အချိန်မှာတယ်လီဖုန်းလေးများကိုပိတ်ထားပြီးတော့ဒီချိန်တတ်နာကြပေးပါဘုန်းကြီးတို့ဘုရားရှိခိုးကာရရွတ်တိုင်းနေ့တိုင်းတတိပေးပါနဲ့အလုံးပိဋကတွေအာရုံယူလို့ရအောင်ဖြည်းဖြည်းလင်းလင်းရွတ်ဆိုပူဇော်ပေးတာဖြစ်ပါတယ်ဒါကြောင့်သိချာအာရုံယူပြီးတော့နာကြကြရအောင်ဘုရောလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယသဗ္ဗပါဏိနံသဗ္ဗလောကေသမုပ္ပန္နောဘုံညာခေတ္တအနုတ္တရံဣတိနာသစ္စာစေနာဒုက္ခိတာဟောတုသာတောဘုသောအရဟတသုဘယံဘုရားဒုနိုင်မမြင်ဂေါရမဆရာရှင်ကိုရောမြတ်ကြီးသည်သဗ္ဗပါဏိနံခသိမြတ်စွာတတဝါတို့ဤဟိတာယလောကီလောကုတ္တရာနဗျာသောအစီအပွားအလိုငါလောကီလူပြေနာယလောကရအတွင်၌သမုပ္ပါနောသောသောမသွေပွင့်ထွ
ထွန်းပေါ်ပေါက်တော်မူလာပါ၏ဓမ္မောမလီရံပေါ်လီရံနိဗ္ဗာန်ပရိယုဆိုသောအမြတ်သောထာဆေပါသောတရားတော်မြတ်ကြီးသည်သဝပါဏိနံခသိမြတ်စွာသတ္တဝါတို့၏ဒုက္ခယာကိုချမ်းသာဖို့ယံစိတ်ချမ်းသာဖို့ယံဒီဘဝချမ်းသာဖို့ယံဘဝသံဃာချမ်းသာဖို့ယံအလို့ငါလောကီလူပြေနယလောကဓာတ်အတွင်၌သမုပ္ပန်တော်ကောင်းစွာမသွေပွင့်ထွန်းပေါ်ပေါက်တော်မူလာပါ၏မက္ကသံလေးရောက်ဖလထံလေးရောက်ဆိုသောရှိရောက်သောအရိယာသံဃာတော်မြတ်နှင့်တကဝယခုလည်းရှိခြင်းဘောသံဃာတော်အရှင်မြတ်ပေါင်းတို့သည်သဗ္ဗပါဏိနံခသိမြတ်စွာသတ္တဝါတို့၏အနုတ္တရအတုမရှိမြတ်လားစွာသောဘုံညခေတံကောင်းမှုမျိုးတို့ဆိုင်ပြုကြချရာလျာမြေကောင်းကြီးသဖွယ်လောကီလူပြေ၌လောကဓာတ်အတွင်၌သမုပ္ပန်တော်ကောင်းစွာမသွေပွင့်ထွန်းပေါ်ပေါက်တော်မူလာပါ၏ဣတိနာသစ္စာဝစေနာဣသောနုသံဖောထုတ်ပြန်၍ဟောမှာစွာပြောဆိုရသောဗနာမသစ္စာစကားကြောင့်သာတော်တရားချစ်ခင်စိတ်ကောင်းဝင်ရကုန်သောသင်သူတော်စင်တရားနာပရိသတ်အပေါင်းတို့သည်ဒုက္ခိတာအန္တရေပြောက်ပြဲစီဝါတက်လျက်စိတ်ဆက်ရွှင်လန်းဝပတ္တသာချမ်းသာခြင်းရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာကိုယ်ချေခြင်းစိတ်ချေခြင်းကိုယ်စိတ်နှပါ၏ချေခြင်းစွာသောဆင်းရဲအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဗယာသာအတ္တနုဝါဒဘိပရဏုဝါဒဘိတန္တာဘိဒုက္ခတိဘိအသာရှိကုန်သောမကောင်းသောဘိယပေါင်းတို့မှလည်းကင်းဝေးရကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေသောကသာမညုမမိန်တကုရှိ၍ဆိုရိမနောကြောင့်ကြပူဆွေးငိုကြွေးခြင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းဟွန်တုယခုစွာသောသစ္စာစကားနှင့်ဘုလိုအပ်သောမေတ္တာတရှိန်ဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်း
alone, Maniga Lowe, Shivo Doiga, Alenda, Bido Gosin, Sixin, Pini Jaya, Yanori, Lubokori, Alon Tawari, Wasata Bido. Kaloga Imashi needed she now yet down yet meow yet. She down, now down, she meow, and now meow, so yet down later. But out here, so yet Namyana bowing. Yes, say Mianama, she yade Alon than the Valley who Dinis and do the Masudo Muro Yaga, Shepa, Tina, few says in a Southern Tabari, Using a gently level, Leonard says, on Tami Piete to Yogi to Duros and Yaga. Alo Imidoye Yanganema, Poisi, Jogi Yade. Anizo Piete, she would know I got Kalienda Kanyade, Alo no Dandoa Nabiamari Satabino. Alo Metta, Piwi Jaya, Maniyaga, Puni, Nembi, Hare and die. The count of Poysia Time, now that the cow bounce so beat up. Allo no gun at the gay, yo, beetle, sick on at the gay, new beetle, with the Bijaya. She and now, down your way, ta out Dita. Ananda Sajawala Adrena Ishiya Gondo Alono Dadawari Iyangi Javazi Seiti Javazi Kosi Kinjavasi Kosi Navya Yama Swathin Chanda Swathin Mimiro Khana Wongo Yasau Nai Javasi Zaza Ayaya Simbi Javazi I'm in the council, man. She Anna Dao Mya Weya Ta Dita Ananda Sajawala Adrena Ishiya Gono Alono Dadawari Iyangi Javasi Seiti Kinjavasi Kosi Kinjavasi Kosi Nafya Yama Swapin Chanda Swapin Mimiro Khana Wongo Gasau Nai Yavazi Azaza Yaya Simbi Javazi Asi Ana Tao Mya Weya Ta Dita Ananda Sajawala Adrena Ishiya Gondo Alono Dadawari Iyangi Javazi Seiti Kinjavasi Kosi Kinjavasi Kosi Nafya Yama Swapin Chanda Swapin Mimiro Khana Wongo Yasau Nai Javazi Zaza Yaya Simbi Javazi Adu Adu Adu
ချမ်းသာသလိုတတ်တာသလိုထိုင်ပြီးတော့နာပါဘာတရားနဲ့ကိုမီကိုမွေအဗမရာရတောဘေကုဗမာတိဗယတတိဝါတန်ယောဇနာအလုံးထုလံဓဟံအကိဝကိစ္စတိအဗမတာရတောဘေကုဗမာတိဗယတတိဝါသံယောဇနာနုထုလံဓဟံအကိဝကိစ္စတိဘေကဝေပရိသလေးပါးจิตာจิตမိတို့အပမဒရတောအပမဒတရား၌ဝေလျော်ပျော်ပိုက်၍နေလေရှိသောပမာတိပမာဒတရား၌ဘယတတိဝါဘိယံဟုရှုလေရှိသောဘေခုသဗ္ဗရာဘိမျောတွေးကြောင့်ညာဘေခုအမိခံထားတဲ့သူတော်ကောင်းသည်အနုထိုလံငယ်ငယ်ကြီးကြီးအသီးသီးသောလောင်စာကိုတဟတဟသောလောင်မြိုက်သောအကိဝတော်မီကြီးကဲ့သို့အနုထိုလံငယ်ငယ်ကြီးကြီးအသီးသီးသောတာယောဇနံတာယောစဉ်တရားအမိုက်တိုက်တွေကိုညာနာကိနာဝိပဿနာဉာဏ်မဉဏ်ဘုံဉာဏ်ဒီဟုသောဉာဏ်မိတောဖြင့်တဟတဟတော်လောင်မြိုက်လျက်တိယောမိဘဝသတ္တပြညီယာမမြတ်နိဗ္ဗာန်သို့ခိဇတိကောင်းစွာမသွေးသွားရောက်နိုင်ပါ၏ဤတိသောဘဂဝါဘုရား6ပါးသခင်ဖျားရှင်ကိုရောမြတ်ကြီးသည်ဩဇာကရုဏာရှိသွားမေတ္တာအဖြင့်မိန်ကြတော်မူခဲ့ပါပေသတည်းပရိသတ်ဟောဒီကာလပါဠိလေးမှာဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဘာကိုမိန်ခဲ့တာလဲဆိုရင်ပရိသတ်မြန်မာလိုလေးအာယုပြုလို့ရအောင်ပြောပေးမယ်จิตာจิตမိတို့ဝိပဿနာဉာဏ်တရားတွေမင်းတို့ရဲ့စိတ်ထဲမှာပိုင်လာဖို့မဉ္ဇဉ်ဘုံညာဆိုတဲ့တရားတွေမင်းတို့ရဲ့ဘဝမှာပိုင်ဆိုင်ခွင့်ရဖို့ဆိုရင်ပုဂ္ဂိုလ်တယောက်ဟာအင်္ဂါ2ချက်နဲ့ပြည့်စုံရမယ်သိတဲ့ဘာနဲ့ပြည့်စုံရမလဲဘာကိုရဖို့လဲဝိပဿနာဉာဏ်တွေကိုလိုချင်တယ်မဉ္ဇဉ်ဘုံဉာဏ်တွေကိုလိုချင်တယ်ဆိုရင်လူသားတိုင်းဓမ္မမို့ရင်တရားလိုချင်တဲ့ပုဂ္ဂိုလ်တိုင်းသည်အင်္ဂါဘယ်နှချက်ညီရပါလဲနံပါတ်1ကအပ္ပမာဒရတ္တအဲ့ဒီပုဂ္ဂိုလ်ကအပ္ပမာဒတရားမှာပျော်မွေ့တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ပျော်ပင်မှာပျော်မွေ့နံပါတ်2ကအပ္ပမာဒတရားမှာပျော်မွေ့နေတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုမယ်နံပါတ်2ကပမာဒတရားမှာကြတော့ကိုယ့်ရဲ့ဘေးရန်မယ်လို့ခံယူထားဖို့လိုမယ်ပမာဒတရားကြတော့အဲ့ဒါပဲပုဂ္ဂိုလ်တရားဒီအပမာဒတရားကိုပျော်မွေ့ရာဖြစ်နေအမြဲတမ်းကိုစိတ်ထဲမှာဆွဲကင်လို့ထားမယ်ဆိုရင်ပမာဒတရားဆိုတဲ့တရားမျိုးကြတော့ကိုယ့်ရဲ့ဘေးရန်သူအဖြစ်နဲ့စိတ်ထဲမှာဆွဲမှန်းလို့ထားမယ်ဆိုရင်ဥပမာလေးဘယ်လောက်ကောင်းလဲဆိုရင်တောမီကြီးဟာလောင်လာပြီဆိုရင်အသေးစားဖြစ်တဲ့ခြုံပိန်ပေါင်းလေးမြတ်တွေကိုလည်းလောင်နေအလတ်စားဖြစ်တဲ့အနှစ်သေးစားသစ်ပင်တွေကိုလည်းပဲလောင်နေအကြီးစားဖြစ်တဲ့အနှစ်တင်းနေတဲ့နှစ်ရာချီနေတဲ့သစ်ပင်ကြီးတွေကိုလည်းလောင်နေအငယ်လေးတွေပဲဆိုပြီးတော့ပြိဿကြီးတော်မီကြီးကရှောက်ကွင်းသွားလာတာ။အိုးနှစ်ကြီးပင်ကြီးပဲဆိုပြီးတော့နှမျောလိုက်တာဆိုပြီးတော့ရှောက်ကွင်းသွားတာ။ရှောက်မို့တော်မီဆိုတာပြိဿကြီးလောင်လာပြီဆိုရင်
တောချုံပိန်ပေါင်းမြတ်သစ်ပင်စားတဲ့အငယ်စားသစ်ပင်လေးတွေကိုလည်းလောင်မြိုက်သွားတာပါပဲအနှစ်တည်းစားသစ်ပင်တွေကိုလည်းပဲပြိဿရေလောင်မြိုက်သွားတာပါပဲနှစ်ကြီးသစ်ပင်ကြီးတွေကိုလည်းလောင်မြိုက်ကြာကြစေတာပါပဲအကုန်လုံးကိုပါဖြစ်တယ်လောင်မြိုက်သွားတယ်အဲ့ဒီဥပမာတိုင်းပဲကွာငါဘုရားရှင်မိန်လိုက်တဲ့အပမဒတရားမှမင်းတို့တွေတကယ်ပျော်မွေ့သွားပြီဆိုရင်ငါဘုရားရှင်မိန်ကြသလိုပမာဒတရားကိုဘေးရန်သူကြီးလို့စိတ်ထဲမှာခံယူထားမယ်ဆိုရင်အဲ့ဒီသူတော်ကောင်းဟာလည်းပဲတဲ့ဟောဒီနှလုံးသားထဲမှာဘဝတန္တရာတခွင်လေးကကိန်းလာတဲ့ကိလေသာအခြေခံလာတဲ့တန်ရောစဉ်အငယ်စားတွေတန်ရောစဉ်အလတ်စားတွေတန်ရောစဉ်အကြီးစားတွေအလုံးကိုတဲ့ဟိုမှာကသဘာဝမီးကလောင်မြိုက်သလိုပဲဒီမှာလည်းပဲဝိပဿနာဉာဏ်မီးကလောင်မြိုက်စေနိုင်တယ်ဒီတဲ့တဆင်းမြင်သွားရင်မဉ္ဇဉ်ဘုံဉာဏ်မီးကလောင်မြိုက်စေနိုင်တယ်တော်မီကြီးကတောချုံပိန်ပေါင်းတစ်ပင်ကြီးအားလုံးကိုလောင်မြိုက်သလိုပဲအပမဒတရားနဲ့ဒီပမာဒတရားကိုယံသူလို့သဘောထားတဲ့သူတော်ကောင်းသည်ကိုအားထုတ်နေတဲ့ဝိပဿနာကနေဝိပဿနာဉာဏ်နဲ့အငယ်စားတန်ရောစဉ်တွေကိုပြဖြောက်မဉ္ဇဉ်ဘုံဉာဏ်ဒီရောက်သွားပြီဆိုရင်တော့နှလုံးသားမှာနှောက်ယှက်ဖြည့်ဆည်းနေတဲ့အဲ့ဒီကိလေသာတန်ရောစဉ်အမိုက်တရိုက်အားလုံးကိုပြာကျသွားတဲ့အထိကိုလောင်စေပါတယ်ရှင်းလားအာဇယအလုံးသောတောဓမ္မဆွေတော်မျိုးတော်တွေဟောဒီဂါထာလေးကိုသဘောပေါက်ပြီးဒါဆိုရင်အလုံးတောဓမ္မဆွေတော်မျိုးတော်များသည်ဝိပဿနာဉာဏ်မဉ္ဇဉ်ဘုံဉာဏ်ကိုလိုချင်တဲ့ပုဂ္ဂိုလ်တွေလားမလိုချင်တဲ့ပုဂ္ဂိုလ်တွေကောင်းလိုက်တာလိုချင်တယ်ဆိုကဲဘာဖြစ်လို့လိုချင်တာလဲဟိုဘက်ကမဆိုဘာဖြစ်လို့နိဗ္ဗာန်ရောက်ခြင်းဟုတ်တယ်လေနိဗ္ဗာန်ချမ်းသာရောက်သွားတဲ့ဆိုနိဗ္ဗာန်ဆိုတာနိုင်ငံကြီးတစ်ခုမဟုတ်ဘူးဘုံကြီးတစ်ခုမဟုတ်ဘူးဌာနကြီးတစ်ခုမဟုတ်ဘူးဟုတ်လားနိဗ္ဗာန်ဆိုတာလူဘုံလိုဘုံမဟုတ်ဘူးနတ်ဘုံလိုဘုံမဟုတ်ဘူးမြမဘုံလိုဌာနတစ်ခုမဟုတ်ဘာလဲဆိုနိဗ္ဗာန်ချမ်းသာရသွားတယ်ရောက်သွားတယ်ဆိုတာဟောဒီရထားတဲ့ယုတ်တရားနဲ့တရားကြီးကိုဝိပဿနာတရားနဲ့ရှုမှတ်ပွားများရင်ပရိသတ်ရဲ့ဝိပဿနာဉာဏ်နဲ့တပြေးတပြေးတက်လာတဲ့အခါကျတော့အနေသာမမြင်ဘူးဆိုတာဟောဒီယုံနာမှာတွေ့လာပြီးဒုက္ခဆင်းရဲအစစ်မှန်ဆိုတာဟောဒီယုံနာမှာပဲတွေ့လာပြီးအနတ္တကိုဖြစ်ခြင်းတိုင်းမဖြစ်ဘူးဆိုတဲ့သဘောတရားဒီယုံနာမှာပဲတွေ့လာပြီးတွေ့မလားယုံနာရဲ့အမှန်သဘောလေးကိုတမာတိလေးကြည့်လို့ဉာဏ်လေးများတက်ဝင်သွားရင်ပြိဿရဲ့အဲ့ဒီအခါတည်းမှာကိလေသာတွေအကုန်လုံးငြိမ်းနေတဲ့သဘောမျိုးလို့အကုန်ကုန်သွားတာမဟုတ်ပဲမလို့အခိုက်အတန့်တော့ငြိမ်မသွားဘူးလားငြိမ်သွားတဲ့အချိန်မှာရလိုက်တဲ့ချမ်းသာလေးဟာဘလောက်ကောင်းလဲဆိုတာခံစားလိုက်တာနဲ့ဒီကိလေသာတန်ရောစဉ်တွေအကုန်လုံးကုန်သွားတဲ့နိဗ္ဗာန်ချမ်းသာဘလောက်အေးချမ်းတယ်ဆိုတာမှန်းဆလို့မရဘူးလားပြောနိဗ္ဗာန်ဆိုတာပြိဿကြီးဟောဒီနှလုံးသားထဲမှာရှိနေတဲ့ဘဝတန္တရာတွေကပါလာတဲ့ကိလေသာအခြေခံမှန်တဲ့တန်ရောစဉ်အရာအလုံးကိုတပြည့်တပြည့်နဲ့ကုန်သွားအောင်ပြောင်းသွားအောင်အမြင့်ပြတ်သွားအောင်ဝိပဿနာဉာဏ်နဲ့ဖယ်ရှင်းလိုက်မယ်မဉ္ဇဉ်ဘုံဉာဏ်နဲ့ဖယ်ရှင်းလိုက်မယ်ဆိုရင်ပြိဿကြီးအဲ့ဒီကိလေသာကင်းသွားခြင်းကြောင့်ဤဉာဏ်နေတဲ့တန်တိဒုက္ခအစစ်ချမ်းသာသည်ပင်လျှင်နိဗ္ဗာန်ပါပဲဆိုနိဗ္ဗာန်ကအဝေးကြီးမှလားအနီးလေးယူတတ်သူအတွက်အနီးလေးပဲမယူရင်အဝေးကြီးပဲပြီးတော့ခန္ဓာ၅ပါးဆိုတာလည်းဟောဒီမှာပဲရှိပါတယ်နိဗ္ဗာန်ရောက်ကြောင်းတရားဆိုလည်းဒီထဲမှာပဲပြန်ပြီးတော့ရှာရမှာပါပဲနိဗ္ဗာန်ချမ်းသာဆိုတာလည်းပြိဿရဲ့ဒီမှာပဲရှိတယ်ဒီမှာပဲရှိတယ်ဒါကြောင့်ဝိပဿနာဉာဏ်မဉ္ဇဉ်ဘုံဉာဏ်ရသွားတယ်ဆိုတာကိလေသာအကုန်ကုန်သွားတဲ့အတွက်ကြောင့်အဲ့ဒီမှာပဲနိဗ္ဗာန်ချမ်းသာဆိုတာရတာပြီးတော့နိဗ္ဗာန်ချမ်းသာလိုချင်နေဆိုရင်ဆုတောင်းရုံနဲ့ရမှာတကယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းနဲ့ရခြင်းနဲ့ဆိုရင်ရထားတဲ့ယုတ်ဉာဏ်ကိုဝိပဿနာဉာဏ်နဲ့ရအောင်ပွားရမယ်ဟောဒီဝိပဿနာဉာဏ်နဲ့ယမတာပဲနဲ့လောကုတ္တရာဉာဏ်အဖြစ်ဖြစ်တဲ့မဉ္ဇဉ်ဘုံဉာဏ်ကိုရအောင်ပွားရမယ်မဉ္ဇဉ်ဘုံဉာဏ်မ40ဖို့40ရသွားခြင်းဒီပင်နိဗ္ဗာန်ချမ်းသာရတာပါပဲရှင်းပြီနော်
ဒါဆိုရင်ပြိဿရဲ့ကိုယ်နှလုံးသားထဲမှာကိန်းနေတဲ့ကိလေသာတန်ရောစင်တွေကိုတော်မီကြီးကလောင်စားတွေအကုန်လုံးကိုအကြီးအလတ်အငယ်အကုန်လုံးကိုလောင်သွားတယ်လို့ပဲဒီတန်ရောစင်အားလုံးကိုဘုန်းကြီးတို့ကလောင်မြိုက်စေဖို့ကုန်သွားစေဖို့ဆိုရင်ဝိပဿနာဉာဏ်မီကိုမီကိုမမွေးပဲနဲ့ရမှာမဉ္ဇဉ်ဘုံဉာဏ်မီကိုမီကိုမမွေးပဲနဲ့ရမှာဘုရားရှင်ကဘလောင်ပဲဟောပါစေနားလေတဲ့တရားတွေနဲ့အကျဉ်းမှန်တဲ့တရားတွေပဲရပါလိမ့်မယ်ဘုရားသာတော်သာတော်ရှင်မြတ်တည်းပဲပုံစံနဲ့ပဲလိုပဲပြကြပါစေဟောကြပါစေနားလေအောင်ကျင့်သုံးတဲ့ဤနဲ့နားလေဖို့ကိုပဲပြောတတ်ပြတတ်ပါလေနားလေတဲ့အတိုင်းကိုယ့်ရဲ့ဝိပဿနာဉာဏ်မီးထောက်ကိုမှွေရမှကြတော့ဘယ်သူမှွေရမှာလဲကိုယ်တိုင်ပဲမှွေရဝိပဿနာဉာဏ်ကတစ်ဆင့်ကျော်မဉ္ဇဉ်ဘုံဉာဏ်မီးအထိမှွေဖို့ဆိုရင်ဒီတော့ကိုမီးထောက်ကိုကိုအစင်းမြင့်အောင်မှွေမှဟောဒီမီးထောက်ဒီကိုနှလုံးသားကိုလောင်မြိုက်စေတဲ့ညှစ်နွမ်းစေတဲ့ကိလေသာတန်ရောစဉ်အမိုက်တဲ့အကုန်လုံးကိုဖယ်ရှင်းပေးမှာဟုတ်ပြီလားဒါဆိုရင်အဲဒီဝိပဿနာဉာဏ်မဉ္ဇဉ်ဘုံဉာဏ်ရဖို့ရအတွက်အရင်ဆုံးပြည့်စုံရမယ်နံပါတ်1အချက်ဒီအပ္ပမာဒတရားမှာပျော်မွေးရမယ်ပြောမလီကြောက်စဲမျိုးပရိသတ်မဉဏ်ဦးသိတယ်ကဲအပ္ပမာဒတရားမှာပျော်မွေးရမယ်ဆိုတာလေးကိုမြန်မာလိုပြန်လိုက်တော့ဘယ်လိုပျော်မွေးရမလဲဖြည်းဖြည်းပြောကြိုရင်လည်းမုံမျိုးဘယ်လိုပျော်မွေးရမလဲမသိတဲ့လူတွေလည်းပဲအမငင်နဲ့လွယ်လွယ်လေးမှတ်လို့အလွယ်တယ်ဘယ်ဘုန်းကြီးပဲသီလပေးပေး၅ပါးပေးပေး၈ပါးပေးပေး၉ပါးပေးပေးနောက်ဆုံးကျရင်တော့အပ္ပမဒိနာသမာဓိထာအဲ့ဒါပဲအပ္ပမဒိနာသမာဓိထာကိုအနပ်ပင်အပ္ပမဒိနာမမေ့မလျော်မပေါ့မတန်ထက်သန်တဲ့တတိတရားဖြင့်သမာဓိထာမင်းတို့ပြည့်စုံအောင်ကြိုးစားကြသံဃာအားလုံးလည်းဒီကနေ့ဒါပဲပြောတယ်ဘာကြောင့်ဒီကနေ့ဒါပဲပြောလို့လဲမြတ်စွာဘုရားရှင်ကိုရောမြတ်ပြိဋိဘံသံဃာနီးနောက်ဆုံးရွှေနှုတ်တော်ကထွက်သွားတဲ့နောက်ဆုံးစကားတည်လည်းပဲအဲ့ဒီအပ္ပပါဒေနသံပါတိထာဒါပဲဘုရားရဲ့နောက်ဆုံးရွှေနှုတ်တော်တဲ့စကားတည်ပါလေခြေသားခြေသမီးတို့ငါဘုရားနဲ့မင်းတို့တွေဘဝတကွာပြီးတိုင်းခွဲသွားကြပါပြီငါဘုရားရှင်ကတော့နောက်တဲ့ဘဝဆိုတာမရှိတော့ဘူးနိဗ္ဗာန်ချမ်းသာဆိုတာကိန်းပြောင်းသွားပြီဒီတော့ငါဘုရားနဲ့ခွဲရလို့မင်းတို့ဝမ်းနည်းမနေနဲ့တဲ့အပ္ပမဒိနာသမာဓိထာမင်းတို့ရဲ့နှလုံးသားထဲမှာမပြတ်မလတ်ရှုမှတ်နေတဲ့တတိတရားလေးနဲ့ပြည့်စုံအောင်နေရကြပြီးတော့ဒါပဲမို့လားဒါတော့အပ္ပမဒတရားမှာပျော်မွေ့တယ်ဆိုတာကိုမြန်မာလိုပြန်ရင်မမေ့တဲ့တတိတရားနဲ့နေတာကိုဘာဖြစ်သွားလဲဟောရှင်းမသွားဘူးလားမမေ့တဲ့တတိတရားလေးနဲ့များကိုယ်စိတ်ထဲမှာအမြဲတမ်းရှိနေပြိတ္တရဲ့ဘာလို့ခေါ်ဘာနဲ့ပျော်မွေ့တဲ့ပုဂ္ဂိုလ်ဖြစ်သွားလဲဟုတ်ပြီဒါဆိုရင်ဗမာတိဗမာဒတရား၌ဘယတတိဝါဘိယံဟုရှုလေရှိတော်ဟောနောက်တစ်ချက်ကြည့်ရမှာကမိမိရောရောပေါ့ပေါ့ဆဆတတိကင်းပြီးတော့နေမယ်ဆိုရင်ပြိတ္တရဲ့ကိုယ်တယောက်တည်းနေပင်နေရတော်မှာလေကိုယ်မှာရန်သူတွေဝိုင်းနေသလားရန်သူတွေကင်းနေသလားရန်သူတွေဝိုင်းနေတယ်ဒီတော့ပြိတ္တရဲ့ဝိပဿနာဉာဏ်ကိုတကယ်လိုချင်တယ်မဉ္ဇဉ်ဘုံဉာဏ်ကိုတကယ်လိုချင်တယ်ဒီမဉ္ဇဉ်ဘုံဉာဏ်ရလို့လမ်းဆုံးသွားတဲ့ကြည့်နိဗ္ဗာန်ချမ်းသာတကယ်လိုချင်တယ်ဆိုရင်သမထပဲဖြစ်ဖြစ်ဝဏ္ဏယုတ်ပဲဖြစ်ဖြစ်ဘုန်းကြီးပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်တထေးပဲဖြစ်ဖြစ်ခေါင်းသားပဲဖြစ်ဖြစ်အရင်ဆုံးပြည့်စုံရမယ့်အချက်ဒီအပ္ပမာဒတရားဟုတ်ဗျာပရိသေဘဝတကူနေတဲ့အချိန်မှာအပ္ပမာဒတရားဆိုတဲ့သဘောတရားလေးနဲ့မမေ့တဲ့တတိတရားလေးနဲ့နေမယ်ဆိုရင်အင်္ဂါတစ်ချက်ပြည့်စုံပါပြီကိုယ်ကိုယ်တိုင်မိမိရောပေါ်ပေါ်ဆာဆာတတိကင်းပြီးတော့ပြန်နေမယ်ဆိုရင်အောင်မလီငါမှာတော့ရန်သူတွေဝိုင်းနေပြီလို့ကိုယ်တတိပေးဖို့လိုပါတယ်ဘယ်နှချက်ပဲရှိလဲတစ်ချက်ဒါဆိုရင်ပြိဿရင်ဒီဇတ်တော်မှာတော့မြတ်စွာဘုရားကအပ္ပမဒါရတော်အပ္ပမဒါတရားနဲ့ပျော်မွေ့ပြီးတော့နေတယ်ဆိုတာ
တိုက်ရိုက်ဟောတာကတော့ရတာတဲ့ဟောဒီယုတ်တရားနာတရားရဲ့အပေါ်မှာကိုယ်အမူအရာရဲ့ခွေတိုင်းစတိုင်းထိုင်တိုင်းရတိုင်းသွားတိုင်းလဲတိုင်းအမူအရာအလုံးမှာတတိကတ်ထားဖို့ကိုဘုရားမိန့်ပါတယ်မင်းတို့ထိုင်လဲထိုင်မှန်းသည်ရရင်လဲရမှန်းသည်သွားရင်လဲသွားမှန်းသည်လှင်းလဲလှင်းမှန်းသည်ကိုယ်ရင်လဲကိုယ်မှန်းသည်ဆိုင်းရင်လဲဆံမှန်းသည်ကွာတဲ့ကိုယ်အမူအရာကြီးရဲ့လှုပ်ရှားတဲ့အရာတိုင်းကိုမင်းတို့တတိကတ်ထားတယ်ဘာဖြစ်လို့ကိုယ်အမူအရာရဲ့လှုပ်ရှားတဲ့အရာတိုင်းကိုတတိကတ်ထားလို့ပြောတာလဲဆိုရင်ဟောဒီယုတ်တရားကြီးကလှုပ်ရှားနေတဲ့အချိန်မှဖြစ်ဖြစ်ငြိမ်သက်နေတဲ့အချိန်မှဖြစ်ဖြစ်ယုတ်တရားနံတရားတွေပြိဿရဲ့စက္ကန့်တိုင်းစက္ကန့်တိုင်းဖြစ်လိုက်ပေါ်လိုက်ချုပ်ငြိမ်လိုက်ဖြစ်လိုက်ပေါ်လိုက်ချုပ်ငြိမ်လိုက်ဆိုတဲ့ယုတ်တိုင်းရဲ့လေပတ်နေတဲ့သဘောတွေမရှိဘူးလားအဲ့ဒါကိုသိဖို့တတိကခိုင်းတာပြိဿရဲ့ယုတ်တရားရဲ့အမူအရာတိုင်းမှာတတိကနေပြိဿရဲ့ဖြစ်လာတဲ့သဘောပေါ်လာတဲ့သဘောချုပ်ပြောက်ပြည့်စည်သွားတဲ့သဘောအဟောင်းရောက်ပြီးပြောက်သွားတော့အသေးရုပ်တွေပြန်ပေါ်တဲ့အသေးကအဟောင်းပြန်ပြီးတော့ဖြစ်သွားတဲ့သဘောကိုဉာဏ်နဲ့တွေ့နိုင်တယ်။အဲတော့ဘုရားဒီဇဝတ္ထုမှာဒီတိုင်းပဲဟောတယ်။ဒါဆိုရင်ပြိဿရဲ့ခန္ဓာကိုယ်ရဲ့အမူအရာတိုင်းမှာလည်းတတိကတ္တဘုလို့တလုံးပြိဿရဲ့ဟောဒီစိတ်ဆိုတဲ့သဘောတရားကရောငြိမ်ငြိမ်လေးနေသလားအမြဲတမ်းလှုပ်နေသလား။အောင်မလီပြိဿရဲ့စိတ်ညာထိရတာလွယ်သလားဒီမှာဘုန်းကြီးနဲ့ကိုတဲ့တဲ့ကြီးကြည်ပြီးတရားနာနေတာတော့မှဆိုင်များမပိတ်ခဲ့ဘူးလားဆိုတဲ့အတွေးလေးဝင်စိတ်ကဘုန်းကြီးစီရောက်သေးတာငါဆိုင်တော့ငါတော့မပိတ်ခဲ့ဘူးငါသမီးများပိတ်ခဲ့လားမပိတ်တာမပိတ်ခင်ငါတို့သားဖားလေးတရားဝဲရောက်နေလူတွေကသိတယ်ရှိပေါ်ကများဝင်မဟောမနှံ့တော့မဟောပြိတ္တိုင်စိတ်ကဘုန်းကြီးကမျက်နှာကြည့်နေတာဘုန်းကြီးကြီးမှရှိလားဆိုင်မှာရောက်နေတာအဲ့ဒီသဘောပဲပြိဿရဲ့ဈေးဆိုင်သမားလည်းဈေးဆိုင်ဟိုးရွာလာတဲ့လူတွေအောင်ပြိဿရဲ့ငါထွန်လာကြီးပေါ်မှာကားက200တော့ပြီးလိုက်တယ်ရွာလာတော့100လို့ပြောငါ့ပြန်မအံပါဒါမျိုးမရှိဘူးလားဟောရှိလားကဲပြိဿရဲ့စိတ်ဆိုတဲ့သဘောယောဂမှာပြိဿရဲ့ဖောက်ပြန်တာကအမတ်တမဲ့နဲ့သိကြမှာလဲစိတ်ကမမြန်ဘူးလားတရားဝင်မှာဆရာတော်နဲ့ကိုမျက်နှာချင်းဆိုင်တာပင်နာလို့နေကြတော်လဲပဲတရားအသံဒီတကွင်းလုံးမှာလွန်လို့နေပင်နေကြတော်လဲပဲအိမ်ပြန်ရောက်မယ်ဆိုင်ပြန်ရောက်မယ်မနက်ဖြန်ကိစ္စတွေးမယ်သဘက်ကကိစ္စတွေးမယ်နောက်နေ့ကိစ္စတွေးမယ်အတွေးမျိုးစုံနဲ့စိတ်ကြီးပြတ်မနေဘူးလားဩဒါဆိုရင်ပြိဿအဲ့တွေးစိတ်စဉ်းစားစိတ်စာကြံစီစိတ်ကူးစိတ်တွေအောင်မြင်သလားမမြင်သလားအခုပဲကြည့်လိုက်ဘုန်းကြီးကြည့်လိုက်ဘုန်းကြီးအကြောင်းတွေးလိုက်နောက်အိမ်ကြောင်းတွေးလိုက်အသားကြောင်းတွေးလိုက်သမီးကြောင်းတွေးလိုက်ဒီထိုင်လေးအတွင်းမှာကိုမမြင်ဘူးလားအဲကြောင့်จิตသားတို့တဲ့ခန္ဓာကိုယ်ရဲ့မူရတိုင်းမှာလည်းမင်းတို့တတိတရားလေးနဲ့ကတ်တိုင်းကာယ ानु ပဒနာတတိပဋ္ဌာန်နဲ့နေရာရောက်သလိုအဲ့ဒီတွေးတဲ့ကြံနဲ့စဉ်းစားတဲ့စိတ်ကူးတဲ့စိတ်ရဲ့သဘောတရားကိုလည်းတတိလေးများကတ်လို့မှတ်ထားလိုက်မယ်ဆိုရင်တွေးစိတ်လည်းမမြင်စဉ်းစားစိတ်လည်းမမြင်စိတ်ကူးရင်လည်းစိတ်လည်းမမြင်ဣန္ဒြိယတဲ့စိတ်လည်းမမြင်ဘုန်းကြီးစီရောက်တဲ့စိတ်လည်းမမြင်ဘာမှမမြင်ဘူးဆိုတာကိုမင်းတို့ဉာဏ်နဲ့မှတွေ့လိမ့်မယ်။ဒါကြောင့်စိတ်အပေါ်မှာလည်းမင်းတို့လွတ်မထားနဲ့ကွာ။အဘမဒါရတော်စိတ်ရဲ့တွေ့တိုင်းကြံတိုင်းစဉ်းစားတိုင်းမှာလည်းတတိလေးနဲ့ကပ်ပြီးတော့ပျော်ပျော်လေးမှတ်လို့နေကြမယ်ဆိုရင်မရဘူးလား။ဒါကြောင့်ဝိပဿနာဆိုတဲ့သဘောကပြိဿဒီစိတ်နဲ့ဒီယုံရဲ့မမြင်ဘူးဆင်းရဲကြီးပဲအစိုးမရဘူးသူဖြစ်ခြင်းတဲ့တိုင်းဖြစ်နေတဲ့သဘောကိုစာရဲကသဘောခန္ဓာထဲမှာရှားတာနာထားတဲ့တရားကိုခန္ဓာထဲမှာရှားတာသိထားတဲ့အသည့်ကိုခန္ဓာထဲမှာလက်တွေ့ရှားတာဒီပင်နဲ့ဝိပဿနာပဲပေါ့လားပရိသေယုံနေစိတ်မှာဤလိုတတိကပ်ပြီးတော့ဒီအမှန်သဘောဉာဏ်ထဲမှာတွေ့သလိုပါပဲဟောနောက်ထပ်ရုပ်ကိုမိပြီးတော့ပေါ်လာတဲ့ပူမှုအေးမှုကိုက်မှုခဲမှုထုံမှုတောင်းမှုတွေးမှုဆိုတဲ့ဝေဒနာတွေရောမရှိဘူးလားရှိတယ်ပြိဿရှိနေတဲ့ဝေဒနာသဘောကရောမြဲတဲ့အရာလားမမြဲတဲ့အရာပြိဿမမြဲဘူးဆိုတာကလေမြန်မြန်သိရင်ထိုင်နေတယ်ဒီလိုထိုင်နေညောင်းနေပြန်ထိုင်နေမပြောက်သွားဘူးဒီသဘောမျိုးနဲ့သိတာလည်းရှိတယ်ပြိဿကိုက်နေတဲ့ဝေဒနာစီမှာစိတ်ကလေးရောက်နေတဲ့စိတ်ကလေးကိုစောင်းပြီးကြည့်လိုက်ရင်အဲ့ဒီကြိုက်တဲ့ဝေဒနာတော်ပြိတ္တကြီးတစ်မျိုးတည်းမဟုတ်ဘူးတိုးလာတဲ့သဘောရှိတယ်ရော့သွားတဲ့သဘောရှိတယ်တည်နေတဲ့သဘောရှိတယ်ပြတ်သွားတဲ့သဘောရှိတယ်ပျောက်သွားတဲ့သဘောရှိတယ်မရှိဘူးလားဟောမြတ်စွာဘုရားက
ရုပ်ကိုမြင်နေပြီးတော့ပေါ်လာတဲ့အဲ့ဒီဝေဒနာဆိုတဲ့သဘောတရားဒီလည်းပဲမမြဲဘူးတဲ့တိုးတဲ့သဘောရှိတယ်တိုးတဲ့သဘောရှိတယ်တည်နေတဲ့သဘောရှိတယ်ပြတ်သွားတဲ့သဘောရှိတယ်ပျောက်သွားတဲ့သဘောရှိတယ်ရှိဘူးလားမင်းတို့အဲ့ဒီဝေဒနာမှာလည်းပဲသိအောင်မှတ်နေတဲ့တတိလေးနဲ့ပျော်ပျော်လေးနေကြအောင်ဝေဒနာရောလွတ်ထားလို့ရပါမလားဟောပရိသတ်ရဲ့မျက်စိရှိတော့ဘာဖြစ်တယ်နာရှိတော့အခုဘုန်းကြီးတို့ကမြင်မနေဘူးလားဒုက္ခတက်လည်းဘုန်းကြီးတို့မြင်နေတာပဲတကယ်လို့ဒီမျက်စိကန်းနေမြင်မှမလားပြီးတော့မျက်စိရဲ့အမှန်တဘာဝကမြင်တာလားကြားတာကိုယ်ရထားတဲ့ဟောဒီခန္ဓာထဲမှာပါလာတဲ့မျက်စိဒီလည်းပဲမြင်တတ်တာပါပဲသူတစ်ပါးရဲ့ခန္ဓာမှာရှိနေတဲ့မျက်စိလည်းပဲမြင်တတ်တာပါလူရှိတော့လူဖြစ်တော့လူခန္ဓာမျက်စိလူမျက်အတိလူအတိနဲ့မမြင်ဘူးလားကဲခွေးရောမမြင်ဘူးလားခွေးလည်းခွေးအတိနဲ့မြင်တာပဲနွားလည်းနွားအတိနဲ့မမြင်ဘူးလားဒီအမှန်တဘာဝကမျက်စိကမြင်တတ်တာလားကြားတတ်တာလားနားကကြားတတ်တာလားမြင်တတ်တာလားသူ့သဘောနဲ့သူမရှိဘူးလားကိုယ်တယောက်တည်းမဟုတ်ဘူးနော်မျက်စိရှိတဲ့ပုဂ္ဂိုလ်မှရင်မြင်တယ်နားရှိတဲ့ပုဂ္ဂိုလ်မှရင်ကြားတယ်နှာခေါင်းရှိတဲ့ပုဂ္ဂိုလ်မှရင်နားတယ်မှွေတယ်အတူတူပဲမဟုတ်ဘူးလားပရိသတ်ရဲ့ရှားပါတဲ့လူတိုင်းချိုးတယ်နားတယ်ချင်းတယ်စက်တယ်အရာသာကိုသိတယ်မသိဘူးလားအကုန်လုံးဒီသဘောပဲသူ့ရဲ့အမှန်တဘာဝရှိပြီးသားကြီးကိုပရိသတ်ရဲ့ဘုန်းကြီးတို့ကအဲ့လိုမဟုတ်ဘဲနဲ့မြင်လိုက်တာနဲ့ကိုတခါတည်းမလီငါမြင်တာသူလည်းမြင်တယ်ဟဲ့ဘယ်မှမြင်တော့မလီမသိမကိုရင်လေကားပေါ်မှာငါတို့အရှင်လက်လက်မြင်ရတာမပြောဘူးလားတခါကမှသူတို့ပြောရင်ကြသိထားတာပါဟုတ်လားကဲပြိလိုက်မြင်ရပြီတဲ့ကိုတယောက်တည်းမြင်တာဟောရတာမျက်စိရှိတဲ့လူတိုင်းသို့တော်ပြိလိုက်မျက်စိရှိတဲ့လူတိုင်းမြင်နေတဲ့သဘောကြီးကိုပြိလိုက်ငါမြင်တယ်လို့ပြောတာမျက်စိကမြင်တယ်ပြောတာငါကြားတယ်လို့ပြောလားနားကကြားတယ်ပြောလားမလီပြိလိုက်ဩအဲ့တော့အမှန်တဘာဝတရားတွေမျက်စိနာနာလျာကိုယ်စိတ်ဆိုတဲ့ဓဝါရ6ပါးမှာအာယုံ6မျိုးနဲ့စုံတိုင်းမှာငါမဟုတ်ပါဘူးသူမဟုတ်ပါဘူးယောက်ျားမိန်းမမဟုတ်ပါဘူးပြိတ္တာရဲ့သူတဘာဝအတိုင်းမြင်ပြီးတော့မြင်သိစိတ်ပေါ်မြင်သိစိတ်လေးကလည်းပြိတ္တာရဲ့ပြတ်သွားတဲ့သဘောလေးနဲ့ဆုံးတာပါပဲရတဲ့အရာရှိတာအဲကြောင့်မြင်ရကြားရနာရစားရထိရကြစီစိတ်ကိုစဉ်းစားရမှလည်းပဲမြင်နဲ့ကြားရင်ကြားတယ်နာရင်နာတယ်စားရင်စားတယ်ထိရင်ထိတယ်ကြံစီစိတ်ကိုစဉ်းစားတော့ကြံစီစိတ်ကိုစဉ်းစားတယ်လို့သူ့တဘာဝအတိုင်းဖြစ်ပြီးတော့ပြတ်သွားတဲ့သဘောကိုအမှန်အတိုင်းမင်းတို့သတိကပ်ပြီးတော့ထားကွာတဲ့အဲ့ဒါဆိုရင်ပြိတ္တရဲ့အဲ့ဒါလောက်သတိကောင်းနေတဲ့ပုဂ္ဂိုလ်အတွက်ဝိပဿနာဉာဏ်ဆိုတာရနိုင်မရနိုင်ဟောကိလေသာအမိုက်တရားကိုလောင်ပြီးတော့ပြာကျဖို့ရန်အတွက်ဝိပဿနာဉာဏ်မီးလေးတော့ကိုယ်မှမှီးလို့မရဘူးလားအေးဘုရားဒီမှာအဲ့ဒီလိုဟောတယ်မင်းတို့ဒီကာယဝေဒနာစိတ်ဓာတ်မှာတတိပဋ္ဌာန်တရား၄ပါးနဲ့သာပျော်မွေပြီးတော့နေမယ်ဆိုရင်မင်းတို့အတွက်မျောလင့်ထားတဲ့ဝိပဿနာဉာဏ်ကြီးပေါ်လာရင်ကိလေသာတန်ရောစဉ်တရားတွေကိုလောင်မြိမ့်လို့သွားလိမ့်မယ်မဉ္ဇဉ်ဘုံဉာဏ်လို့ခေါ်တဲ့လောကုတ္တရာဉာဏ်အစစ်ကိုများရသွားရင်တော့အဲ့ဒီကိလေသာတန်ရောစဉ်မင်းတို့ရဲ့ဘဝတွေကနေရာကနေချုပ်လို့ချုပ်ရာကနေအကုန်လုံးပျောက်ပြားပြာကျသွားတဲ့အထိဖြစ်လိမ့်မယ်ဘုရားဒီမှာတော့ဝိပဿနာကိုဓာတ်ရိုက်ဟောပါတယ်ဘာကိုဓာတ်ရိုက်ဟောလဲဝိပဿနာကိုဘုရားဓာတ်ရိုက်ဟောပြီးမယ်လို့အကုန်လုံးဒီလူတွေဝိပဿနာတရားအားထုတ်ဖို့အချိန်တိုင်းအချိန်ပေးသလားမပေးဘူးတော့ကဘာမှမပြည့်စုံလို့တနေ့လုံးမှတနေ့စားရတဲ့သမားလေးရောင်းလိုက်ဟုတ်လားရောင်းလို့ကုန်သွားပြီဆိုရင်ပရိသတ်ရေနောက်နေ့အတွက်သီးသားလေးပြန်တောင်းလိုက်ဒီလိုလုပ်ရတဲ့လူတွေကမပါဘူးလားဩဒီခန္ဓာကိုရှိမှတော့ဒီခန္ဓာကိုစားဖို့နေဖို့ဝတ်ဖို့ပဲအဓိကကြိုးစားကြမှာကဲတော့ကလူကလည်းပရိသတ်ရေစားစရာမလုံလောက်လို့ရှာတာနဲ့အချိန်ကုန်နေတာနဲ့တရားအမထုတ်ရတာမဖြစ်နိုင်ဘူးလားဟောပြောဟောမှာတတိမောင်နှမလေးမေးကြည့်ဟုတ်လားတိုက်ကြီးလည်းမလုံးမသိပါဘူးကာကြီးလည်းမနှစီမမသိပါဘူးအတွင်းထဲမှာသိမ်းထားတဲ့ရွှေတွေငွေတွေစိန်တွေဘယ်နှပြေရှိတဲ့ဘုန်းကြီးတို့မသိပါဘူးဒီလောက်ချမ်းသာနေပြီပဲအာထုတ်ပါတော့လားလို့မေးကြည့်သူတို့အာထုတ်ပြမယ်ထင်လားမထင်ဘူးထင်လားအာထုတ်တာတော့ဩတရားအာထုတ်တယ်
တရားအားထုတ်တော့ချမ်းသာလားဆင်းရဲလားဟောမှန်တယ်ဘုန်းကြီးတို့ကအဲ့ဒါကြောင့်လေဘုန်းကြီးတို့လည်းတရားပဲအားထုတ်တယ်မန္တလေးမှာလည်းမန္တလေးကတရားအားထုတ်တယ်ရန်ကုန်ရောက်လည်းရန်ကုန်တရားအားထုတ်တယ်ကြောက်စရာရောက်လည်းကြောက်စရာတရားအားထုတ်တယ်ထိုင်ဝမ်ရောက်လည်းထိုင်ဝမ်တရားအားထုတ်တယ်အလုံးမဆင်းရဲဘူးဘာဖြစ်လို့လဲသိလားတော်တော်များများတရားတော်အားထုတ်တော့ထုတ်တယ်သူတို့အားထုတ်တဲ့တရားကဟိုဘုရားဟောတဲ့တရားမဟုတ်တရုပ်အားထားတာဟုတ်လားအမေတရုပ်ကြီးကိုသာသမီတွေကအားထားတယ်အဖေတရုပ်ကြီးကိုသာသမီတွေကအားထားတယ်တရားတော်အားထုတ်ပါရဲ့ပြိဿကြီးဘုရားရဲ့တရားမဟုတ်ဘူးတရုပ်ကိုအားထားတာများပါတယ်ပြီးတော့တရားအားထုတ်တယ်ဆိုတာပြိဿကြီးတရုပ်အားထားတဲ့တရားမျိုးကိုပြောတာမဟုတ်ဘူးပြိဿကြီးပြောချင်တာကဒီနေရာမှာမြတ်စွာဘုရားကအပ္ပမဒတရားလေးနဲ့ပျော်မွေ့ပြီးတော့နေပါဆိုတာဝိပဿနာကိုတိုင်းလိုက်ကျွန်းတော်လည်းပဲဒါနရောမေ့လို့ရပါလားဒီဒါကြောင့်အပ္ပမဒရတောဒါနပြုဖို့ရန်လည်းပဲမမေ့ဖို့လိုပါတယ်သီလဆောက်တည်ဖို့ရန်လည်းမမေ့ဖို့လိုပါတယ်သမထဘာဝနာပွားဖို့ရန်လည်းမမေ့ဖို့လိုပါတယ်ဝိပဿနာဘာဝနာအားထုတ်ဖို့လည်းမမေ့ဖို့လိုပါတယ်မလိုဘူးလားဒါနတိပြိတ္တရဲ့နိဗ္ဗာန်ချမ်းသာကိုတော့ထိုက်ရိုက်ရောက်သလားသို့တော့ तू မပါဘဲနဲ့ပြီးတယ်ဟောဒါဆိုရင် तू မပါရင်မပြီးဘူးဆိုရင်နိဗ္ဗာန်ချမ်းသာအထီတော်ရည်မှန်းထားတဲ့တို့အားလုံးဓမ္မဆွေတော်မျိုးတော်များဒီတရားအမထုတ်နိုင်သေးလို့ဝိပဿနာမမှတ်နိုင်သေးလို့ဆိုပြီးတော့ဟိုဝိပဿနာမှတ်မှသူကနိဗ္ဗာန်ရောက်မှဒီဒါနလှူးမနေတော့ဘူးဆိုပြီးတော့နေရပါမယ်ဟောပရိသတ်ရဲ့ဝိပဿနာအဖြစ်ကိုမလန်းနိုင်သေးရင်တော့မှနေ့စဉ်ယုံခံနေရတဲ့ဘဝထဲမှာကိုချွေးနေစားလေးတွေကနေဆွမ်းနိုင်သမျှလူတန်းလိုက်တဲ့ဒါနကောင်းမှုကိုလည်းမမေ့ဖို့လိုပါနဲ့ကြည့်မကြည့်ဘူးလားဒါနမမေ့ဖို့လိုသလိုပြိတ္တရဲ့နောက်တစ်ဆင့်မြင့်လာတဲ့သီလကြတော့ရောမေ့ထားလို့ရမှာမရဘူးလူကကိုယ်တော်ကိုတစားတစားပြောအောင်ဝေးမှဒါနလေးနဲ့ကြော်တတ်လာရင်သီလအကျင့်လေးကပါလာတယ်ဒါနနဲ့သီလလေးနဲ့ပြောတတ်တာနဲ့လူတော့သမထဘာဝနာလေးဆိုပါလာတယ်သမထဘာဝနာလေးနဲ့ပြောတတ်တဲ့လူတော့နောက်ဆုံးဝိပဿနာဘာဝနာဆိုပြောတတ်သွားပြီအဲ့ဒီကြမှာအပ္ပမာဒရတတဲ့မမေ့တဲ့တတိတရားနဲ့ပျော်မွေ့တဲ့ပုဂ္ဂိုလ်ဆိုတာဗတ်ပေါင်းစုံမသွားဘူးလားဒါကြောင့်အပ္ပမာဒရတောဒါနသီလသမထဝိပဿနာဘာဝနာတရားတန်အောင်မွေ့လျော်ပျော်ပါရာအာယုရှိ၍ဤပေထားသောအဲ့ဒီလိုဆိုရင်ကိုမမှန်ဘူးလားသေတယဝိပဿနာတရားအာမထုတ်နိုင်သည်နောက်မှဒါနလေးနဲ့ပျော်တတ်တဲ့လက်ဖြစ်ပါစေသီလလေးနဲ့ပျော်တတ်တဲ့ကာယကံဝစီကံထိမ့်သိမ့်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါစေသမထဘာဝနာလို့ခေါ်တဲ့မဏိညာကတရားလိုပဲဂုဏ်တော်တွေပွားပြီးတော့တတိနဲ့ပျော်တဲ့ပုဂ္ဂိုလ်ဖြစ်ပါစေဤတကယ်တမ်းကျိုးစားရင်တော့စက္ကန့်တိုင်းဖြစ်ပြီးတော့ပြတ်နေတယ်ခေါ်ရင်ယုံနာပေါ်မှာဝိပဿနာရှုမှတ်ပွားများရင်းနဲ့ပျော်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါစေမကောင်းလားဒါကပြည့်စုံပါတော့အပ္ပမာဒရတမမေ့တဲ့တတိတရားနဲ့ပြည့်စုံတယ်ဆိုတာမြတ်စွာဘုရားကဝိပဿနာကိုအမြင့်ဆုံးပြည့်လို့ဓာတ်ရိုက်ဟောပေမဲ့ဘုန်းကြီးတို့ကဝိပဿနာအာမတုံနိုင်သေးဘူးဆိုမိမိကြီးနေလို့ရမလားစဉ်းစားကြည့်တချို့ကိုမျိုးကိုရွာထဲမှာအလိုဒါနကိုဝါသနာမပါတဲ့တခေချမ်းသာတဲ့တတိတွေမရှိဘူးလားဟာပြိဿကြီးတောမှာပဲဖြစ်ဖြစ်မြို့မှာပဲဖြစ်အဲ့လိုလူကတော့တရွာမှာတဦးနှစ်ဦးတော့ရှိတာပဲသို့တော့အဲ့လိုလူကိုပြိဿကြီးဘာနဲ့များခွာလဲဆိုရင်ဦးလေးတို့ကချမ်းသာတယ်ဒေါ်တို့ကချမ်းသာတယ်ဒီရွာတရားလေးကလေလှူမဲလူကတော့စွရင်တော့ရတာပေါ့ဒါကလေအသက်ရှိကြောင်းအလူဆိုဦးလေးတို့အဒေါ်တို့ဒီလောက်ချမ်းသာတာဒီစိတ်တွေကိုချမ်းချမ်းသာသာခံစားဖို့ဆိုအသက်ရှင်မှဖြစ်မှာပေါ့ပြီးတော့အသက်ရှင်အောင်ဒီတရားလေးလှူလိုက်ပါလားအလူခန္ဓာကပရိသတ်ရဲ့သူချမ်းသာဖို့ကိုပြအလူခန္ဓာအဲ့ဒါဆိုတော့ဟုတ်တယ်နော်တို့ဒီလောက်ချမ်းသာနေတာကြာအသက်ရှင်မှခံစားလို့ဖြစ်မှာလူအိုးမှာဟောအဲ့ဒါတော့ပရိသတ်ရဲ့တပြည့်တပြည့်နဲ့ဒါနအပေါ်မှာတတ်ဝင်စိတ်လေးဝင်လာတော့သူ့အလူလှူပြီးဆိုတဲ့ကဘုန်းကြီးကလည်းပရိသတ်ရဲ့ဟာအလူပွဲမှာသီလမပြီးပဲနဲ့နေမလားအဲ့ဒီချိန်မှာဘုန်းကြီးကခွင်အောင်တက်အောင်ဟောဖို့ပဲလုပ်တယ်ဟုတ်လားဟာတခါကြီးဒါနကောင်းကောင်းသီလဆိုတာကခင်ဗျနတ်ပြည်ရောက်ရင်ဒီဆိုရင်လူပြည်မှာဒီလောက်ချမ်းသာတာဒီလောက်အရသာချင်းနတ်ပြည်ဘယ်လောက်များကောင်းမလဲဆိုဟောတွဲခေါ်သွားလိုက်တော့တပြည့်တပြည့်ပြိလိုက်ဆွဲခေါ်မှပါတာဟုတ်တယ်မလားအမှန်လည်းပြောရင်မြန်မာလူမျိုးကပြိလိုက်ရှေ့ကတွဲမှနောက်ကလက်ချင်တာကိုကရှေ့ကထွက်ချင်တာရှ
ရှိရတွဲမဲ့လူချင်းလိုက်ချင်တာလိုက်တော့လိုက်ပါပြိဿတရွဆွဲနိုင်ရှိရလူကသက်သာပါမှာတဲ့တဲ့လိုက်အဲ့ဒါဆိုအလုပ်ဖြစ်တယ်ဟုတ်လားပြီးတော့အဲ့လိုပေါ့ကုသိုလ်ဆိုတဲ့နေရာမှာပြိဿဒါနလည်းပါတယ်သီလလည်းပါတယ်သမထလည်းပါတယ်ဝိပဿနာလည်းပါတယ်ဘုန်းကြီးတို့ပြောလို့ဘုန်းကြီးတို့နေနာမဟုတ်ပါဘူးဘုန်းကြီးတို့လည်းတော်သားဆက်ပါဘုန်းကြီးရွာသားတွေပဲဟိုတနေ့ကကုမဲမှာတရားလာနာတော့လေသာဓုခေါ်ပါတယ်ကွာလို့ငါရွာသားတွေငါတရားလာနာတော့ကဲကာကဘယ်လောက်ပေးရတယ်900အဲ့900ငါပြန်လှူပါမယ်ကွာလို့နောက်နာကြအောင်လို့ပြောတာပြိဿကျွတ်တို့တော်သားဆိုတာကဘဝကတန်ត្រာတုံးကဆင်းရဲခဲ့တဲ့ဒါနအားကြောင့်တောမှလူဖြစ်ရတာပြိဿအဲ့ဒါကိုလည်းထပ်ပြီးတော့ဆင်းရဲအောင်ဒီဒါနကိုယ်အခင်းလေးရထွက်တဲ့မြေပဲလေးနှမ်းလေးတော့မှသီလကျင်တိုင်းဇွန်းနဲ့ပဲလောင်းဖို့စိတ်ကူးသေးတယ်ဆိုရင်နောက်မှအဲ့လားပဲပြန်နေအောင်ဟုတ်တယ်မလားဩတို့မှချွေးနီးသားနဲ့ယဉ်ထားတာဟုတ်တယ်မလားဘုသီလကျင်လာတဲ့မလွယ်မဟိုမှာစာသင်တိုင်းရှိတယ်ဟာမင်းကုန်းစာသင်တိုင်းမှာဒီလေးတပိဿာဟဲ့နှစ်ပိဿာဟဲ့သုံးပိဿာဟဲ့လူနိုင်တော့သွားလှူအောင်မယ်ဆိုရင်ကိုယ်ချွေးနီးသားအစ်စ်ဒီတန်ဃာများစွာရဲ့ခံယူနေတဲ့ဆွမ်းအလှူထဲမှာပါမသွားဘူးလားနေသလားယောဂတတိတွေပြပါလိုက်လှူနေတဲ့အလူဒါနာကြီးကိုပဲနှခမ်းကြီးတွေရှေ့တို့နောက်ဆုံးနဲ့ချီးမွမ်းမနေပါနဲ့ကိုယ်ကိုယ်တိုင်ချွေးနီးသားနဲ့ရှားထားတဲ့အဲဒီစီလေးတပိဿာကိုသံဃာတရားရှိတဲ့အကြောင်းကိုလှူနိုင်ရင်သူ့စီတပိပါလည်းပဲတန်ဖိုးဖြစ်ဆိုကိုယ်တပိဿာလည်းပဲတန်ဃာအားလုံးရဲ့ခန္ဓာထဲမှာဆွမ်းအဖြစ်နဲ့ပါမသွားဘူးလားအဲ့ဒါပဲပေါ့ဘုန်းကြီးပြောချင်တာအဲ့ဒါပဲမမေ့ပါနဲ့အပဝါဒရတောမမေ့နှလျောဘဝမတထက်တန်တဲ့တတိတရားနဲ့ပျော်မွေ့၍နေလိမ့်ရှိသောဝါဒနာနဲ့ပျော်နေတယ်သီလနဲ့ပျော်နေတယ်သမထနဲ့ပျော်နေတယ်ဝိပဿနာနဲ့ပျော်နေတယ်ပျော်လို့မရဘူးအဲ့ဒီမှာနောက်တစ်ချက်ချမ်းသာတဲ့လူတွေတတိထားဖို့စကားတစ်ခွန်းဘာလဲဆိုရင်တချို့ချမ်းသာပြည့်စုံလာတော့ငွေကြီးချမ်းသာတော့မလူနိုင်ဘူးလားလှူနိုင်တာပေါ့လှူပြီးရင်လည်းမန်တက်လို့ရပါဘူးအေးငါဒီလောက်လှူထားတာကွာဟောငါလူကနိဗ္ဗာန်ရောက်မှာပေါ့မရောက်ဘူးတော့ပြောလို့ရမှာလားရောက်တော့ရောက်မယ်ပြိဿဒီနိဗ္ဗာန်ကအဲ့ဒီဌာနတစ်ခုနဲ့သွားလို့ရမှာလားအေးထောင်လေးတစ်ထောက်ဖြစ်နေတော့ထောက်ပေးတာတော့ဟုတ်တာပေါ့အခုဒီနေ့လို့နေမျိုးဆိုတရားဝဲအလှရှင်တွေဝမ်းမြောက်ဖို့မကောင်းဘူးလားဒီမှာတဆူလဲပါတယ်နှစ်ဆူသုံးဆူအကုန်လုံးပေါင်းစပ်လိုက်တဲ့ကုသိုလ်ကောင်းမှုတွေဘုန်းကြီးတစ်ပါးတည်းကထိုင်ပြီးတော့ဟောနေလိုက်တာလူများသွားရဲ့နားထဲမှာမသိတာတွေခံယူတတ်မယ်ဆိုရင်သိမသွားဘူးလားသိနေတာတွေရှင်းမသွားဘူးလားသိပြီးတော့ရှင်းသွားလိုက်တဲ့ဒီလူဒီဒါနရဲ့အကျိုးကိုသိလို့ဒါနတစ်ခုပြုလိုက်မယ်သီလရဲ့တန်ဖိုးကိုထားတတ်လို့သီလကိုဖြူအောင်ဆောင်းတည်လိုက်မယ်သမထရဲ့စွာကိုယုံလို့ဂုဏ်တော်တွေပွားလိုက်မယ်ဝိပဿနာရဲ့သဘောတရားကိုလက်ခံသွားလို့ယုံနာမှာစက္ကန့်ပိုင်းလေးပဲမှတ်လိုက်မယ်ဆိုအောင်တော့ကိုလှူလိုက်တဲ့တရားအလှူတည်လူသားနှလုံးသားမှာပူလောင်နေတဲ့တောကကိုခဏလေးပဲအေးအေးတမိုးကြီးမသွားဘူး။ဒါကြောင့်မြတ်စွာဘုရားကအလှူတကာထဲမှာဘယ်အလှူဘလောက်ကြီးရဲ့ပြောတရားအလှူတည်အမျက်ဆုံးအောင်ဆုံးပဲမဟုတ်ရဲ့ဘူး။ဟောဒီတော့ဒကမာကြီးမေတော်ကြီးတော်ကိုယ်လိုက်လို့ဒကာကြီးဥချင်းဆွေတို့မိသားစုတွေပေါ့လေအစရှိတဲ့ဒီဓမ္မရဏအလှူရှင်တွေ၃ရက်လုံးလုံးပီတိတွေမရှိဘူးလား။သို့တော့ပီတိတော့ဖြစ်လို့ရမယ်ရောင်ရင်းလို့ရမယ်ဟောဒီကြောင့်စဉ်မျိုးမှာတော့ငါတို့ကျင့်တဲ့တရားပွဲကြီးကလူတွေများလိုက်တာအလူငယ်တွေကရလိုက်တာသုံးညာလုံးပဲစီစီကာကာကြီးနဲ့ပြီးသွားပြီဟောဒီတရားကလည်းကောင်းလိုက်တာဟောတဲ့ဘုန်းကြီးကလည်းမိုင်းလိုက်တာဟုတ်လားကဲပြိဿရေအကုန်လုံးကျွမ်းပြီးတော့အိုးထိုးတော်လေးကုသိုလ်တွေအများကြီးရသွားပြီဆိုပြီးတော့ရောင်ရင်းနေလို့ရမလားပရိသတ်ရဲ့အမျက်ဆုံးဒါနကောင်းမှုကိုဟောဒီလိုရအောင်ယူလိုက်သလိုပဲနောက်တဲ့သီလကုသိုလ်ကိုကြတော့ပရိသတ်ရဲ့မိထားလို့ရမလားမရဘူးဒါနသီလဆိုတဲ့အခြေခံတွေကလည်းမပါရင်မပြည့်သလိုအမြင့်ဆုံးကျင့်တဲ့သမထဝိပဿနာကြတော့ပယ်ထားလို့ရမလားဒီထဲမှာပဲဘာဝနာလေးသိကြည့်လိုက်ဟောကြည်သားနဲ့ဟောနေတဲ့ကိုယ်တော်ကလည်းရထားတဲ့ခန္ဓာ၅ပါးယုံနာတရားကိုအခြေခံပြီးတော့ဟောနေတယ်နာနေတဲ့ငါတို့ကလည်းခန္ဓာ၅ပါးယုံနာတရားကြီးနဲ့ထိုင်ပြီးတော့နာနေတယ်နာမနေဘူးလားပရိသတ်နာနေတဲ့ခန္ဓာကိုယ်မှာပဲပရိသတ်အနိစ္စတွေမတွေ့ဘူးလားအမလီအနိစ္စဆိုတာတွေ့တယ်ဒုက္ခဆိုတာတွေ့တယ်အနတ္တဆိုတာတွေ့တယ်ဒီတက်ကိုဆက်ပြီးတော့ဆင်ញင်အောင်မယ်ဆိုရင်တော့ဟောတဲ့ကိုယ်တော်နဲ့ခန္ဓာ၅ပါးယုံနာတရားဖြစ်တဲ့အတွက်ကြောင့်ဒီနေ့တစ်ချိန်မှာသိပြီးတော့ဒီလောကကနေပျောက်ကွယ်အောင်မှာငါတို့လည်းပဲခန္ဓာ၅ပါးယုံနာတရားဖြစ်တဲ့အတွက်ကြောင့်ဒီနေ့တစ်ချိန်ကြီးမှာသိဆုံးလို့ဟောဒီကဘာလောကကြီးက
ပြာမုံတော့မကြအောင်ပြောက်ွယ်အောင်မှာအဲ့ဒီနောက်ဒီဆင်ခြင်မရဘူးလားဟောဒီတော့အဲ့ဒီသင်ရင်တရားအထိဆင်ခြင်လိုက်ပြီဆိုလိုက်ရင်ပြိဿရဲ့အနေဆုံးဖေရိတ်တာမှမသွားနဲ့ဟောဒီတရားနာပြိဿတွေအကုန်လုံးလောဘဒေါသမောဟမာနကိလေသာတန်ရောစဉ်တွေနှိမ့်ဆက်မနေဘူးလားဘယ်တန်ရောစဉ်နှိမ့်ဆက်ပြိဿရဲ့အဲ့ဒီထဲမှာပြိဿရဲ့အလွယ်ဆုံးဝိပဿနာပြီးမရဏမေတုဩဇိဝိတာအာတုဩငါသည်တနည်းနည်းတစ်ချိန်ချိန်မှာမုတ်ချတရားမည်ငါ၏အသက်ရှင်ခြင်းသည်မမြင်သည်စွတကားသိခြင်းသည်သာမြင်လာပြီစွတကားငါ၏အသက်ရှင်ခြင်းသည်သိခြင်းလျင်အဆုံးရှိကြစွတကားကြိုက်သလောက်ချမ်းသာကြိုက်သလောက်ယာတုမြင့်ကြိုက်သလောက်ဝါတော်ကြီးကြိုက်သလောက်စာရီတက်ဘယ်ဘုန်းကြီးဘယ်လိုပုဂ္ဂိုလ်မျိုးမဆိုဘာနဲ့ပဲအဆုံးသတ်မှာအပ္ပမဒရတကြံတဲ့ဒါနသီလဘာဝနာတွေဆိုတာဟောဒီသင်ရင်တရားနဲ့ကြိုင်ထားရင်အကုန်လုံးပါတယ်လူတော်တော်များများသင်ရမှာကိုမေ့နေပြီဆိုရင်နေဖို့စားဖို့ရဖို့ပိုင်ဖို့ချွားဖို့ကိုယ်တော်လည်းရှာတယ်ကိုသားသမီးမို့လားသားသမီးတွေနေဖို့စားဖို့ရဖို့ပိုင်ဖို့ချွားဖို့မပြီးသေးမြည်စနဲ့ဘုမြည်လေးတွေစားဖို့ပိုင်ဖို့ရဖို့ချွားဖို့မြင့်ရှိရင်မြင့်ထီလည်းပဲစိတ်ကူးမရင်ဘူးလားဩပြိဿရဲ့မတည်တော့ဘူးလို့များထင်ထားရင်တခါတည်းအကုန်လုံးကိုယ်တာဝန်တော်လို့ထင်မနေဘူးလားတည်ခြင်းတရားလေးနဲ့ဆင်ရင်လိုက်ငါလည်းပဲတနည်းနည်းတစ်ချိန်မှာအချိန်မရွေးသိသွားနိုင်တယ်ငါသာသမီးတွေငါမြည်တွေငါမြစ်တွေလည်းသိသွားနိုင်တယ်ဒီတော့မတည်ခင်လေးပါသာသနာတော်မြတ်ကြီးနဲ့လည်းတွေ့နေတယ်ဒါနသီလဘာဝနာကိုလည်းသာသနာအစစ်မှန်ထားမှာခံယူခွင့်ရနေတယ်ဆိုရင်ဟောတည်ရင်တရားကိုဆင်ခြင်လိုက်တာကမှမတည်ခင်ကြီးတော့လုံအောင်မှလူအောင်မှဆိုတဲ့စိတ်ကပေါ်မလာဘူးလားဒီတော့အပ္ပမဒရတ္တမြတ်စွာဘုရားကတော့ယုတ်တရားနံတရားမှာတတိပဋ္ဌာန်တရား၄ပါးနဲ့ရှုပတ်ပွားများပြီးတော့မမေ့တဲ့တတိနဲ့ပျော်မွေ့နေရင်လို့ဆိုပေဆို냐တော့လေကုသိုလ်အားလုံးကိုအစဖော်ပေးခြင်းသည်သိခြင်းတရားကိုတတိယမှဖော်ပေးတာပါပဲဟုတ်ပြီလားဒါကြောင့်အပမဒရတောငါသည်အချိန်မရွေးသိသွားနိုင်တယ်နာရင်လည်းသိသွားနိုင်တယ်နာပြီးရင်လည်းသိသွားနိုင်တယ်အခုလည်းသိသွားနိုင်တယ်မနက်ဖြန်လည်းသိသွားနိုင်တယ်လို့သိခြင်းတရားရဲ့အပေါ်မှာအမြဲတမ်းဆင်ခြင်နေတဲ့တတိနည်းနဲ့များဝိလျော်လို့နေမယ်ဆိုရင်ဒါနာလေးပြုဖြစ်ပါတယ်သီလလေးစောင့်တည်ဖြစ်ပါတယ်တရားလေးအထုတ်ဖြစ်ပါတယ်အမထုတ်ဖြစ်မှာဒါကြောင့်ဒါနာလေးနဲ့လည်းရောင်ရင်မနေပါနဲ့သီလလေးနဲ့ပါပါစေသီလလေးနဲ့လည်းရောင်ရင်မနေပါနဲ့အမြင့်ဆုံးဘာဝနာလေးနဲ့ပါပါစေအဲဒီဒါနသီလသမာဓိပညာတွေအကုန်လုံးဖြစ်ဖို့ရန်အတွက်ကြတော့အရေးကြီးဆုံးကတော့မိုးလင်းမျက်နှာသိလိုက်တာနဲ့ငါမသိလို့မျက်နှာသိရတဲ့အချိန်မရွေးသိသွားနိုင်တယ်လို့စတင်လို့ဆင်ခြင်မိပါစေမကောင်းလားညငါမသိလို့မျက်နှာသိရပြီဘဝရဲ့တရက်တာပြန်စခွင့်ရတာပဲလို့ကိုယ့်ဟာကိုအချိန်လေးသိနိုင်တာပဲဆိုတဲ့တတိလေးနဲ့များပျော်မွေ့နေအဲ့ဒီအချိန်လေးမှာပဲပြိဿအိရှိဆွမ်းခံရက်တဲ့ဘုန်းကြီးလေးကြွလာရင်လောင်းပြစ်တာများမလားမလောင်းပြစ်တာများကိုယ်တိုင်မလောင်းပြစ်တော့ဟဲ့သားရင်သမီးရှင်ဘဘုန်းကြီးဆွမ်းခံကြွနေတယ်ပြိဿဒီစိတ်လေးမပေါ်နိုင်ဘူးလားကိုယ့်ဟာကိုယ်မှသေအောင်မှလို့တတိမရရင်ကြံတဲ့လူရောပြိဿသေမယ်တွက်လားမသိဘူးတွက်မသိတာတွေတွက်လိုက်တော့ကိုယ်ဟာပြီးသာသမီရလည်းမြည်ရလည်းမြင့်ပြိဿအဲ့ဒီမှာကျောင်းကဘုန်းကြီးရမပါဘူးအဲ့တော့ပြိဿပြောချင်တာကသိခြင်းတရားကိုနေ့စဉ်ဆင်ခြင်တဲ့တတိလေးနဲ့နေဖို့မလိုဘူးလားတန်ရောဆင်ပါတယ်လေဟောဒီမှာမြတ်စွာဘုရားမင်းနဲ့အပမဒရတောအပမဒလို့ခေါ်တဲ့မမေ့တဲ့တတိတရားနဲ့ပျော်မွေ့၍နေလေရှိသောပမာတိမိမိရောပေါ်ပေါ်သာသာနေခြင်းမှာတော့ဘေးရန်လို့ရှုမြင်လိမ့်ရှိသောကိုယ့်ကိုသိခြင်းကိုမိနေပြီဓမ္မမွေဒါနသီလဘာဝနာကိုမိနေပြီဆိုရင်ပြိဿကြီးချစ်သူတွေဝိုင်းနေတာလားရန်သူတွေဝိုင်းနေတာလောကမြင်တဲ့ရန်သူကပြိဿကြီးကိုယ့်ကိုလေမျက်လုံးကိုထိုးရင်ထိုးခဲ့မယ်ခြေထောက်ဖြတ်ရင်ဖြတ်ခဲ့မယ်လက်ရင်ဖြတ်အသက်သေးနေသေးသွားမယ်စီးသွားဥစ္စာယူနေယူသွားမယ်
သူပေးနိုင်တဲ့ဆင်းရဲကအမလီခဏလေးနော်ဘဝတန္တရာဆင်းရဲမှာသိရင်တရားကိုမိပြီဆိုတဲ့အကုသိုလ်နဲ့ကုသိုလ်ဘာတွေများမလဲအကုသိုလ်တွေများပြီဆိုတဲ့ကပြိဿကြီးအဲ့ဒီအကုသိုလ်ရန်သူကနေထိုးနှက်လိုက်တာငရဲတော့မရောက်နိုင်ဘူးကိုကနေတဖုံဖုံတအုံရိုက်နေတယ်ကိုအိမ်ကခွေးနေရမှာကိုလည်းပဲတတိဆံပြန်မဖြစ်နိုင်ဘူးလားအိုးသာသမီဆွေမျိုးပြည်စည်းဥစ္စာမခွာနိုင်တဲ့တန်ရောစီကြောင့်ဒီနားမှာပဲမကျွတ်မလွတ်တဲ့ပြိတ္တာကြီးပြန်မဖြစ်နိုင်ဘူးအမလီအတူလကင်းတဲ့အဲ့ဒီပြိတ္တာနဲ့သခိုင်းနေပဲပြိတ္တာကြီးအဲ့ဒီပုဂ္ဂိုလ်မဖြစ်နိုင်ဘူးဖြစ်နိုင်တယ်ဘဝမှာမြင်ရတဲ့ရန်သူကပြီးရင်ခဏပဲဒုက္ခပေးတာမင်းတို့ချင်းဆိုတဲ့ရန်သူကိုကတတိမထားလိုက်လို့ဒါနမေသီလမေဘာဝနာမေကုသိုလ်မေသိခြင်းတရားမေလို့အကုသိုလ်နဲ့ဗာနေတိုင်းနေမယ်ဆိုရင်ပြိဿကြီးဟာကြောက်စရာကောင်းလိုက်တာနေရတရိသံပြိတ္တာအတုရကင်းရန်သူကြီးတွေကြောက်စရာမကောင်းဘူးလားတတိလေးတစ်ချက်ကင်းသွားလိုက်တာအဇာတတနော်မြတ်စွာဘုရားသက်တော်တရားရှိတဲ့အချိန်မှာလူဖြစ်တာလားဘုရားပြိဋိဘံစံပြီးမှလူဖြစ်တာဘုရားရှင်သက်တော်တရားရှိပြိဋိရဲ့ရာဇယောမျိုးမှလည်းမြတ်စွာဘုရားရှင်ခဏခဏကြွလို့လာနေတယ်အဘိဗိမိတာရမင်းကြီးကလည်းသောတာပန်ပုဂ္ဂိုလ်ကြီးဖြစ်နေတယ်တတိလေးတစ်ချက်ကင်းသွားလိုက်တာလောဘတွေမိုးမွန်သွားလိုက်တာပြိဋိရဲ့ဒီဝတ္တဆရာမိုက်နဲ့ပေါင်းပြီးတော့အဖြေသက်တဲ့အထိအကုသိုလ်ကြီးမလွန်ကျူးလားပြိဿရဲ့သူတရားမှာဝင်ပြီးတော့ရှင်မင်းဖြစ်ခြင်းနဲ့လောဘတဏှာကြီးနဲ့အဖေတတ်လိုက်တာအောင်မလီသူကတတ်တာကအဖေကိုဒီဘဝပဲတတ်တာသူ့ကိုတတ်လိုက်တာအခုတော့ငရဲကလွတ်ပြီလားအဲ့ဒါပဲပြိဿရဲ့မင်းလျော်ခြင်းဆိုတဲ့ရန်သူတတိမေခြင်းဆိုတဲ့ရန်သူရဲ့ထိုးနှက်ချက်ဒီကနေ့တိုင်အောင်တော့အသာတသက်ငရဲကမလွတ်နိုင်သေးဘူးမိမိနေကြောက်စရာမကောင်းဘူးဝိပဿနာဉာဏ်အောင်တွေ့မလားမဉဏ်ဘုံဉာဏ်အောင်တွေ့မလားဒါဆိုရင်ဒုက္ခိတကမေ့နေတာများလားမမေ့တာများလားဩဘာဖြစ်လဲမမေ့ပါဘူးဗျာဘယ်သူ့ကိုမမေ့တာတော့ဆိုတော့မစိုးပွဲအပြီးကဒီမှာလူကစီးနေကဲပြိဿကြီးမမေ့ခြင်းမေ့ခြင်းမှာဘယ်သူမှမလိမ္မာနဲ့တော်တော်များများဒီပြိဿကြီးတည်ခြင်းတရားကိုသတိရတာများလားမေ့တာများမေ့နေတယ်မေ့တာကိုဘုန်းကြီးတို့အပြစ်မပြောပါဘူးဘုန်းကြီးတို့ဒီအပြစ်ပြောဖို့လာတာမဟုတ်ဘူးသတိပေးဖို့လာတာဟုတ်တယ်မဟုတ်လားလူတွေကိုနှိတ်ကုတ်ဖို့လာတာမဟုတ်မေ့နေတာလေးတွေကိုသတိပေးမသိတာလေးတွေကိုရှင်းအောင်ပြောဒီသဘောနဲ့လာတာဒီတော့ဟောဒီတဲမှာဘုန်းကြီးတို့ရဲ့အရေးကြီးဆုံးဖြစ်တဲ့မေတော်ကြီးထောက်ကွေးလိုက်လည်းပဲမိတဲ့တက်မှာပါတယ်ဘုဘကဒကာကြီးဦးကျင်ဆွေလည်းမိတဲ့တက်မှာပါတယ်ကျန်တဲ့ဒကာဓမ္မတွေလည်းတော်တော်များများကဘေးထဲမှာပါဥစ္စာဘေဘက်များဒါကြောင့်ဒီအဆိုဘုန်းကြီးကမင်းမခွဲတော့ဘူးတဲ့ကိုယ့်အကိုပဲအနိုင်တစ်ခါနဲ့ပိုင်းလိုက်တော့မယ်ဟုတ်လားမိနေတယ်ဆိုရင်တော့ပြိဿကြီးပြောနေတဲ့တန်ရောစင်ခွာနိုင်မလားအလောင်းမြိုက်ခံနိုင်လားလောင်မြိုက်ခံရမှာပဲဒီတော့မြတ်စွာဘုရားဥပမာပေးလိုက်တယ်တော်မီကြီးဟာခွာအသေးစားချုံမီပေါင်းတွေကိုလည်းလောင်မြိုက်တယ်အနှစ်တည်းသားသစ်ပင်တွေကိုလည်းလောင်မြိုက်တယ်အကြီးစားအနှစ်တည်နေတဲ့ယာချီနေတဲ့သစ်ပင်ကြီးတွေကိုလည်းလောင်မြိုက်တယ်မလောင်ဘူးလားဒါပဲပြိဿရဲ့အဲ့ဒီလိုလောင်လို့ပဲမင်းတို့ကမပေးတဲ့တတိတရားနဲ့ပြည့်စုံမင်းလျော်ခြင်းကိုရန်သူလိုသဘောထားပြီးတော့အလုံးဝအမေ့မခံဘူးဆိုရင်မင်းတို့ရဲ့ယုံနာမှာရှုမှတ်တဲ့ဝိပဿနာဉာဏ်မဉဏ်ဘုံဉာဏ်တွေပေါ်ပြီးတော့အဲ့ဒီကိလေသာဆိုတဲ့ဉာဏ်သူတန်ရောစဉ်လောင်မြိုက်စေတဲ့တရားတွေအကုန်လုံးကိုမင်းတို့တွန်းပြီးလို့ပဲပြာကျအောင်လောင်နိုင်တယ်အခုကြတော့ပြိဿရဲ့ကိုကတတိမေ့နေတဲ့အခါကျတော့တန်ရောစဉ်ကျိုးတွေချီနှောင်ခံရတာပူသလားအေးလားဒီတော့တန်ရောစဉ်ဆိုတာဘာလဲအနည်းမေတော်ကြီးကပြောတယ်ဘုံဘုံရဲ့တဲ့တိတော့တိပါတယ်တန်ရောစဉ်ဟာရှိသေးတာကိုတဲ့ကဲတန်ရောစဉ်ဆိုတာဘာလဲခုနကတော့မှနာဂာနီးတော့သင်္ကန်းယုံနေဒီပြရတချင်းချုပ်ပြုံးလာမလို့ပိဋိကစေတနာကတန်ရောစဉ်ကအချစ်ကတော့ကအမေသူတော့ကျုပ်တရားသူဟောနေတာကဲမိတ်တိုင်တန်ရောစဉ်ပြောမနေဘူးကဲတန်ရောစဉ်ဆိုတာဘာလဲ
လူရှင်တော်တွေပြောသလိုပြောလိုက်ပါတန်တော်ကရောထားလို့အစဉ်ဖြစ်နေတာပါဗျာကဲပြိဿရဲ့တန်ရောစဉ်ပြောမနေဘူးလားတတ္တဝါတွေကိုပြိဿရဲ့ဘဝဝဋ်ဒုက္ခတွေကယုံမထွက်နိုင်အောင်ခြိထားတဲ့နှောင်ကြိုးသည်တန်ရောစဉ်ပဲပါတယ်လေဘဝဝဋ်ဒုက္ခတွေကနေယုံမထွက်နိုင်အောင်မမြင်ရတဲ့ကြိုးသည်တန်ရောစဉ်ပဲဒီတက်ရှင်းအောင်ပြောရမှာဆင်းရဲခြင်းနဲ့ကိုယ်စိတ်နဲ့ကိုပြိဿရဲ့ဝဲမသွားအောင်တွင်းထားတဲ့သဘောသည်တန်ရောစဉ်ဒီတက်ရှင်းအောင်ပြောရမှာကွာနေတဲ့ပစ္စည်းလေးတစ်ခုကိုအတင်းပူးကလိုက်တဲ့စူပါဂလုနဲ့တူတာတန်ရောစဉ်ဘာနဲ့တူလဲစူပါဂလုရောင်းလားဘယ်ရင်မနေ့ကစူပါဂလုတခုသွားဝယ်ပြီးရင်ဘယ်သူမှမလုံးနဲ့ကိုယ်လက်မနဲ့ကိုယ်လက်ညိုးအဲစူပါဂလုနဲ့ဘယ်လိုကတ်ထားကြည့်ခွာလို့ရမှာလားဘုရားဦးတော်ပြိလိုက်ရင်ဒီမှာဒီကနေ့ခင်မိတဲ့ပရိဘောဂတွေအကုန်လုံးကိုပါပါလေးရဲ့ဈာထဲမှာစူပါဂလုနဲ့ပဲအကုန်လုံးကတ်ထားလိုက်တာရင်းမနေဘူးလားအဲ့ဒါပဲတန်ရောစဉ်ဆိုပြိတဲ့အရှင်းဆုံးပြောတယ်ပါလေစူပါဂလုခွာနိုင်လားမခွာနိုင်ဘူးဟုတ်လားဂိုင်းဦးချင်းစိတ်ကဲအန္တိစားကိုဂရုံးသုံးပြီးဒီလားချင်းအပြီးဝတ်ပေးလိုက်မယ်ဘယ်လိုသဘောရလဲကိုရောမနှက်ပါကြအိမ်မကြောနဲ့တော့ပြိတဲ့အဲ့ဒါပဲတရားနဲ့တရားကိုခွဲမသွားနိုင်အောင်တွဲထားတာဒီပါလေ။ဒါရောစဉ်နဲ့ကြည့်လိုက်စမ်းမှန်လားမှားလား။ဩအိမ်ထဲမှာကြည်လိုက်ရင်တရားနဲ့တရားကိုမမြင်ရရင်ဘယ်လိုမှမနေတတ်အောင်သားမီးနှစ်ယောက်ကြားမှာလည်းဖြစ်တတ်တယ်ဇနီးခင်မွန်ညာမှာလည်းဖြစ်တတ်တယ်ညီဘိုးမြေပွားမှာလည်းပဲဖြစ်တတ်ပါတယ်။အိမ်ကတယောက်အများကြီးဟောရလား။မကိုမီးနေကိုသမီးနေကြောင်းသွားမယ်။ကျောင်းတော်ပြီအချိန်တန်ပြန်မလာဘူးညနေ6 နာရီညီနေလို့ရလားအိမ်ထဲမှာနေလို့ရသေးလားကိုခေတ်ကတယ်လီဖုန်းတွေပေါ်နေဟဲ့အဲ့မှာကျောင်းသွားတယ်ငါမြည်ဟုတ်လားမတွေ့ဘူးလားမတွေ့ဘူးလုတ်ပါအောင်မတွေ့ဘူးတဲ့ဟိုဘက်လည်းဟဲ့ဆိုင်ငယ်နဲ့ပါသွားတယ်ဟဲ့ပြိဿရဲ့ပြောရင်းနဲ့အလိုလိုကိုအိမ်ကြီးရောက်လာတာရောက်မှမသိဘူးအိမ်ကြီးရောက်လာပြိဿအဲ့ကဟိုလိုရမယ်နင်တို့ကပြောမတယ်လိုက်ရှာတယ်ပြိဿရဲ့ပြန်မရောက်မချင်းနေလို့ရတယ်ဩတန်ရောစဉ်ပူလားအေးသလားပရိသတ်ရဲ့တစ်ချောင်းကိုအတွေ့ခံရင်အဲ့ဒီတစ်ချောင်းကကိုယ့်ကိုခြိတာပါပဲနောက်တစ်ချောင်းတွေ့လိုက်တော့ပရိသတ်ရဲ့နောက်တစ်ချောင်းကတော့လွတ်သလားဩပရိသတ်ရဲ့တန်ရောစဉ်ဒါဆိုရင်မင်းငါတို့ကိုသိချင်းအောင်တော်တော်လုပ်တယ်ဘေးလျှောက်သွားနေတယ်မင်းမျိုးလည်းသမီးအောင်မောင်ကိုရီးယားကောင်းကျင်းငယ်ချင်းနဲ့စုကြည့်နေလို့ဆိုတော့ပရိသတ်ရဲ့နေသိနေနောက်တစ်ခါလည်းပြေဝတာပြင်တော့ဟောကလေးလည်းမင်းမျိုးလည်းဆိုဖက်ငိုလိုက်တော့ပရိသတ်ရဲ့ခေအဲ့ကြတော့ဆက်စိတ်ဆိုသေးလားဟောသမီးရဲ့မင်းများစိတ်ပူလို့ပါဟောပြိဿချက်ချင်းကျိုးကပြန်တုတ်တာပဲကဲပြိဿကျိုးပဲဒီကျိုးနဲ့ပဲအလုပ်ရှုံမနေဘူးလားဩရှုံမှန်းရောမသိဘူးလားပူမှန်းရောမသိဘူးလားမကောင်းမှန်းရောမသိဘူးလားခွာနိုင်လားစူပါဂလုတက်တောင်မြည်သေးတယ်ဟုတ်လားအဲ့တော့တရားကြီးတရားလေးမရောက်တတိပေးသာသမီတွေကအမေတွေဖေတွေချစ်တယ်ဆိုရင်လည်းအချစ်ကြီးခံမနေနဲ့အခါရရရင်သာသမီကဉာဏ်ရည်မြင့်ပြီးတော့ခင်မီပညာတွေတက်ခင်မီစာတွေဖတ်လာတော့သဘောတရားတန်းလာတယ်ရှင်းကြတဲ့အမေတွေဖေတွေတောမှာရောမြို့မှာပြိဿရင်လွယ်လွယ်လေးနဲ့သိလားမသိတာပြိဿရင်ကိုကတရားပြန်ဟောရတယ်ငါဟောမလဲကိုအမေကကိုကြောင့်သိမယ်အမေသိမပူနဲ့တနေ့အမေကိုဘွားနဲ့ကိုသွားကြပါသေးကိုတရားလေးကိုအားထုတ်တော့ဟောသူကဂလုဆိုလာကပ်ပဲကိုခွာထားလိုက်ဟုတ်လားပြိဿရင်အဲ့ဒါလည်းတရားဟောရမရဘူးလားအမေဘက်ကစူပါဂလူကြီးကင်နိုင်ကွာလေအမေအဲ့ဒါကြီးကတ်ပါနော်အမေကတ်ပါနော်ဟုတ်လားခွာထားလုံးလို့မရဘူးလားရတယ်ဒါကြောင့်တန်ရောစဉ်ဆိုတာစူပါဂလူလိုပဲအဲ့ဒါမှတ်သွားတဲ့သလုံးဟုတ်လားတရားနဲ့တရားပြိဿရင်သိမခွာနိုင်ဘာဖြစ်နေလဲမင်းကျော်ထွန်းဘယ်နာရောက်နေလဲမင်းကျော်တော့မင်းစူပါဂလူပြင်ပါလဲကွာကဲပြိဿရင်တန်ရောစဉ်ကျိုးတွေနဲ့အရစ်ခံလိုက်ရတာရုံးနိုင်ရတာပရိသတ်ရဲ့အချိန်နဲ့အိမ်များမလာတဲ့ပုဂ္ဂိုလ်တွေကြောင့်လည်းတောကတွေဖြစ်ရတတ်ပါတယ်။တခါကလေးသာသမီတွေအကြောင်းကြီးပြောမယ်ဒကမာကြီးတရားကိုဒီလောက်ပေါင်းလာတာသာသမီလည်းရပြီမြည်လည်းရပြီပြစ်တောင်းရပြီပြီးလို့ရလား။နာမည်တော့မပြောတော့ပါဘူးဒကမာကြီးတရားပြီးလို့ရပြီအရှင်ဘုရားရဲ့ပြီးလို့ရမလား250ကျော်တော့ပေါင်းလာတာမလီတော့ချွားတာဟုတ်လား။ကဲပရိသတ်ရဲ့ရင်ထဲကခံစားချက်တွေကပေါက်ကွဲမသွားဘူးလားပေါက်ကွဲသွားတယ်ကဲ250မုံ100ပဲပေါင်းမသိဟာအဟောင်းတွေအစ်စ်တွေဘလို့ပဲဓာတ်ပြားဟောင်းကြီးဖွင့်နေမသိအမလီပြန်လာခဲ့ပါတော့ခေါ်
လာသလားကဲပြိဿလာလို့ရတော့လူဖြစ်နေလာမလားတခြားဘဝနဲ့လာမလားမကျွတ်တဲ့သုဒ္ဓများဖြစ်နေမယ်သရင်များဖြစ်နေမယ်ကဲလာမယ်ကျုပ်ခေါ်ပြီးမယ်လာမယ်ကဲခေါ်လိုက်ရမလားဥမာကျုပ်ကပြောတယ်ကျုပ်မေတော်ကြီးတော်တော်များများတရုတ်တွေကြည့်ပဲနှစ်ခုကျုပ်နဲ့ရံဖြစ်ပြီဗျာဒီပွဲတွေရှောက်လုံးနေတယ်ကိုရောတာနေတော့ဘာမှလည်းနားမလဲမမကဘာနားလဲတော့ဟိုရှောက်မပြောနဲ့ဟဲ့လားအဲ့ဒါကျုပ်ကပြောတယ်ခေါ်လမ်းမှာတော့ကျုပ်စီမှာခေါ်လမ်းမှာအဲ့ဒီကျရင်ခေါ်ပြီးလေပန်းလေးနဲ့မမဘာလို့လဲဟိုအန်ကုန်းတို့အမတို့ခေါ်တာဟောခေါ်လာလို့လာတာပေါ့လေဘလို့လာလို့ဟောမျိုးပန်းလေးလုံနေအမလီအဘွားပန်းကလေးလေးလို့ဒီကတည်းကရှောက်မပြောနဲ့အဲ့ဒါမမတကယ်လာစီခြင်းတော့လာစီခြင်းတော့ကိုတော့ရဟန်းခံနေနေတော့ကိုတော့ကံပွားလေးရှောက်ဖတ်တော့ကူးပြောနေတယ်ဟိုဘက်အိမ်မှာငါတို့ဟိုဘက်အိမ်မှာရောက်နေပြောနေလို့စီဝင်လို့မရဘူးဘာဖြစ်လို့ဘုန်းကြီးကငါတို့ကံပွားနဲ့ဖတ်ထုတ်လိုက်တာလို့ပြောတယ်ဟမ်အဲ့ဒါလည်းသူသိတယ်အဲ့ဒါဆိုရင်ကြောက်စီလာပြောမှာခင်ဗျားတို့ပြောမှာတော့မဖတ်နဲ့ပဲဘယ်လိုချွတ်ရမလဲဒါမမလို့ကျုပ်ကိုယုံနေမို့လားယုံပါတယ်နဲ့ခေါ်လိုက်မယ်မမပြောလို့ဗတိရနေစေခြင်းလေအဲကျုပ်ကခက်တည်တယ်ဘုရားရှင်မသင်္ကန်းတွေပါယုံပါတယ်မမတို့ကပြောနေတယ်လို့9ရက်လောက်အိမ်မှာနေခြင်းတယ်လို့ပြောနေတယ်ဘာရှောင်းဆုံးနေရတော့သူနည်းနည်းကြောက်လာပြီဟာမမအန်ကောကပြောတယ်လို့သူကတော့ကိစ္စမျိုးနင့်အမေကနင်းနာမှာပဲနေခြင်းတယ်9ရက်လောက်ခရင်ပေါ်မှာတချမ်းပြီးလို့ပြောနေတယ်ဆိုမလို့ရှောင်းမလို့နဲ့အမခေါ်လိုက်တော့မယ်ဆိုမခေါ်နဲ့အဲ့ကြတော့ကြောက်တာမလေးနဲ့ရင်နေရတာမပြောင်းနိုင်ဘူးပြတကယ်ခေါ်လို့လာမယ်ဆိုရင်လက်ခံနိုင်တယ်မခံနိုင်ပါဘူးမေတော်ကြီးတော်ကူးလိုက်နဲ့ဥယုံပါခေါ်ပြီးမယ်လာမလားလာလည်းပဲပြိဿလက်ခံမှာမဟုတ်ပါဘူးဘုန်းကြီးတော့ဘယ်တော့မှမပြောနဲ့ကဲပြိဿစဉ်းစားကြည့်ဒီလက်ခံနေတယ်အဲ့လောက်ဖြစ်တာကဲပြိဿအဲ့ဒါပဲလူတွေကလင်းနေတာကိုယ့်အကိုပြိဿတန်ရောတဲ့ရှိတယ်နဲ့ကဲဒါဆိုရင်ကဲဒီလောက်တော့ချင်းနေတယ်ဆိုရင်တယောက်ရှိရသေးသွားရင်နောက်ကလိုက်သေးပါလားသိနိုင်လားဩအဲ့ဒါကြတော့လင်းနေဟုတ်လားမခွင်းနိုင်ဘူးလေမခွင်းနိုင်မှတော့ကိုရှိတဲ့နေရာသူ့ခေါ်လို့မရတာသိကြနေသူရှိတဲ့နေရာကိုလိုက်လို့မရဘူးလူတိုင်းလိုက်လို့ရတယ်နော်ပြိဿတေသွားတဲ့အလူကိုအငုံမတိအနေအောင်ပြောပြီးတော့တတော်နဲ့ပြိဿငိုလို့မဆုံးရေလို့မဆုံးဖြစ်မနေနဲ့သူသွားတဲ့နေရာကိုကိုအချိန်မီလိုက်လို့ရတယ်ကိုနေရာကသူပြန်လာလို့မရတာအဲ့တော့ဘုန်းကြီးကတော့သုံးကြောင့်ရှင်းရှင်းပဲဟောတာမှာဒီလောက်တောင်မနေနိုင်လိုက်သွားဆိုတော့ဘုန်းကြီးကိုဆုံးကတ်မယ်ထင်တာမကတ်ဘူးထင်တာတပတ်လုံးမလာခင်နဲ့အဲ့ဒါပဲပြိဿရေကိုသွားတဲ့နေရာကိုသူသွားတဲ့နေရာကိုလိုက်လို့ရတယ်ကိုရှိတဲ့နေရာသူပြန်လာလို့ရတယ်ဘုရားဓာကြီးကိုတန်တာပြီးတော့သူ့အတွက်လည်းဘာမှဖြစ်မလားကိုယ့်အတွက်လည်းအချိန်ကြီးကုန်ပြီးမိမိနဲ့အမလီသူရဲ့အရင်ကဒီလိုနေခဲ့တာအမလီသူရှိတော့ကဆိုရင်ဒီချင်းကလေးတွေနဲ့ပဲသွားတာပြောလို့မဆုံးငိုနေတာဘာမှမရှိတဲ့ဘုန်းကြီးတွေဘာလို့မှမသိဟုတ်လားဟုတ်လားအဲ့တော့ပြိဿစဉ်းစားပြီးတော့ပြောချင်တာကတန်ရောစဉ်ကြောက်စရာမကောင်းဘူးထားပါတော့အဲ့တန်ရောစဉ်တွေပြောနေခင်ဗျားတို့ကကျုပ်တဲ့သိပြီးသားပါပြောချင်တာကနေ့စဉ်ဘဝကြုံနေရတဲ့တန်ရောစဉ်လောဘမရှိဘူးလားအကုန်လုံးလောဘမရှိတဲ့လူပါလားမျက်စိနှခွေလေးရလို့မျက်နှာများသိလိုက်ပြီးဆိုရင်ဒီရောက်တဲ့ဒကာကြီးဒကမာကြီးဒကာလေးဒကမာလေးတွေဒီပြိဿရေဘာနဲ့စတယ်လောဘနဲ့စတာဩယုံလူယုံသားဘာနဲ့စတယ်ဩအရာရှိကြီးတွေဘာနဲ့စတယ်ဩဘုန်းကြီးရောဘာနဲ့စတယ်မလိမ္မာနဲ့ဘုန်းကြီးလည်းပဲပြိဿရေအာယုံဆုံးများဆာနေပြီဆိုရင်ဘာနဲ့စမလဲတခါကျရင်ရီချိုးတယ်တခါကျရင်ကတ်တဲ့လူတွေမလာသေးဘူးလားချောင်းကြည့်ပြီးတော့လာပြီဆိုရင်ပြိဿရေမျက်နှာပဲသိပြောထားခုံးတော့ဘုန်းကြီးလည်းပဲဗိုက်စာနေတော့လောဘနဲ့စမယ်ကဲသီလရှင်ရောဘာနဲ့စအကုန်လုံးအတူတူပဲပြောကြည့်တာကပြိဿရေအဲ့ဒီလောဘနဲ့ကိုယ်နဲ့ခွဲကြည့်တယ်ခွဲလို့ရဒါဆိုရင်လောဘကကိုယ်စီမှာကတ်နေတာလားကိုကလောဘကိုကတ်ထားတာဒါလည်းသိတယ်ကဲပရိသတ်ရေလောဘနဲ့တရားတာစလိုက်တာလောဘတန်ရောစဉ်မိုးလင်းတွေကလာနေပြီဘုန်းကြီးလည်းစပြီလူလည်းစပြီသီလရှင်လည်းစပြီပရိသတ်ရေစလိုက်တာဒီသေးတွေယုံသူယုံသားတွေကာသမားတွေလောဘတွေအပြိုင်လိုက်တဲ့အခါသူလည်းလောဘရှိလို့ရောင်းတာပဲငါလည်းလောဘရှိလို့ရောင်းတာပဲပရိသတ်ရေစိတ်ထဲမှာထားတတ်လားမထားတတ်လားဟိုဘက်ဆိုင်ကရောင်းကောင်းနေပြီဆိုရင်ဟောကြည့်တာသူဘာတွေရောင်းတာလဲသူတို့ကတို့လည်းတင်မှာမတို့လည်းချော့မှာပြိဿရေမြန်မာလူမျိုးပြိဿရေသူများဆိုင်ရှိလူစီနေပြီဆိုရင်ဒီဘက်ကနှခမ်းတွေကိုရှီတိုးလိုက်နောက်ဆုံးလိုက်မျက်လုံးတွေကိုဟိုတင်းနေပြိဿရေ
ပြဿနာတွေတက်မနေဘူးလားဩလောဘပြိဿရေလူမမဟုတ်ဘူးဘုန်းကြီးလည်းပဲစိတ်မထားတိုင်းမဖြစ်ဘူးလားမနှင်းကိုပြိဿရေတတိထားနေရတယ်ပြောရတယ်ဟောဒီကောင်လေးတရားလေးဟောတော့သိသုံး40ပြိဿရေဟောမထားတိုင်းမဖြစ်ဘူးလားထားတတ်တဲ့ဘုန်းကြီးကြောင့်လည်းဟောကွာသူတို့များတော်တော့ဟောတနိုင်ဟောတာနဲ့ဒီလောက်ရတယ်အားကြတယ်ပြောတာကပြိဿဒါအပြစ်မဟုတ်ဘုရားသင်အားလုံးဒီလောဘဆိုတဲ့တန်ရောစဉ်ကိုနင်းအောင်ပြက်အောင်မကြိုးစားဘူးစဉ်ဘယ်သူမှလာမနိကနေကိုယ်လောဘနဲ့ကိုပင်ပန်းနေတာမရှိဘူးလားပရိသတ်ရေမရသေးတော့ရအောင်ခေါ်ဒီလောဘကြီးကအာကောင်မောင်းတန်းနဲ့ရှားတယ်ရပြီးတော့ရောပရိသတ်ရေငါလိုချင်တာရပြီဆိုပြီးတော့ရောင်ရဲသွားသလားရခြင်းပြီးရင်ရခြင်းနဲ့လိုချင်ပြီးလိုချင်တယ်ဘယ်သူမှမရဘူးသို့တော်ပရိသတ်ရေတတိကတ်သွားတဲ့ပုဂ္ဂိုလ်ကြီးကတော့ရက်လို့ဖြက်လို့မရဘူးလားအေးဒါဆိုရင်ပရိသတ်ရေလောဘဖြစ်ရင်ဖြစ်မှန်းသိပါဖြစ်မှန်းသိလိုက်တာနဲ့တတိမကတ်ဘူးလားအိုးငါလောဘတွေသိညာနေပြီလောဘဆိုတော့လူတိုင်းရှိတာပေါ့ဆန္ဒနဲ့ရှင်တဲ့လောဘဒီဒါလောဘပြောလို့မရဘူးဝိတ္တမလောဘလိုချင်တာတဲ့ပူလာတယ်ဆိုရင်ကိုယ်မှာဝိတ္တမလောဘကတ်လာရင်မပူလောင်ဘူးလားပူလောင်တာပေါ့ဒါကြောင့်ပရိသတ်ဝိတ္တမလောဘဆိုတဲ့မလိုလားတဲ့လောဘတွေစိတ်ထဲမှာအပင်ပန်းခံပြီးတော့အများကြီးမမွေးပါနဲ့အဲ့ဒီလောဘတဲ့လောဘတွေအာကြည်လာတဲ့အခါကျတော့ပြိဿကြီးလိုချင်တာတွေမရဖြစ်ချင်တာတွေမဖြစ်ရမြင်ချင်တာတွေမမြင်ရတဲ့အခါကျတော့ဒေါသတန်ရောစဉ်ခေါ်တယ်လို့သလားမခေါ်ရင်းနဲ့ကိုအော်တိုမက်တစ်ရောက်လာတာမီးဖွင့်နိုင်တော့ခလုတ်ကပြက်နေလင်းညင်မှလင်းမယ်ခလုတ်ကောင်းတာတော့မီးမနိုင်လင်းညင်မှလင်းမယ်လောဘအာကြည်လိုက်တာနဲ့လောဘတန်ရောစဉ်ရှုပ်လိုက်တာဒီစိတ်ထဲစိုးမိုးလိုက်တာဒေါသခေါ်စရာလို့သလားဟောလောဘအာကြည်ရကနေဒေါသတန်ရောစဉ်ကြီးဝင်လာတဲ့အခါကျတော့ပြိဿရဲ့ညနာတွေကလည်းပုံစံပြောင်းလာပြီးအတန်တွေကလည်းပဲပုံစံပြောင်းလာပြီးနှုတ်ကထွက်တာကချိုသေးလားအိုးပြိဿရဲ့ယဟန်မဲ့လူပဲပညာတတ်ပဲပညာပဲပဲမဟုတ်ဘူးဒေါသတန်နဲ့များပြောလာပြီးဆိုရင်ကြားရတာနားထောင်လို့ကောင်းသေးလားဟောကြားရတာကိုယ်ကိုယ်တိုင်လည်းနားထောင်လို့မကောင်းလို့သူ့မျက်နှာကြည့်လိုက်တော့သူ့မျက်နှာရောအေးနေလားပူနေလားဖြူတဲ့မျက်နှာကရဲနေမယ်ရဲတဲ့မျက်နှာကဘာကြောင့်ပေါမှမသိဖြစ်သွားမယ်မဲတဲ့မျက်နှာလည်းပြိဿရဲ့အဖြေရှာလို့မရအောင်ဖြစ်သွားလိမ့်မယ်ဒေါသရဲ့ပူလောင်မှုတွေမလားဘူးလားပြိဿရဲ့နေ့စဉ်ဘဝမှာလောဘတန်ရောစဉ်ကြောင့်ဒေါသတွေမခေါ်ဘဲနဲ့ရောက်လာသလိုလောဘနဲ့ဒေါသအပေါင်းလိုက်တဲ့အခါကျတော့ပြိဿရဲ့အမှန်ဆိုတာဘာမှမမြင်တော့ဘူးအဖေမေလည်းအဖေမှမသိနဲ့အမေမှမသိနဲ့ဆိုမိဆင်းပြီးပြောမိတတ်တယ်ဘုန်းကြီးဆိုရင်လည်းဘုန်းကြီးမှမသိပဲနဲ့ဝေဖန်မိကဲပြီးပြောဆိုမိတတ်တယ်ဆွေမျိုးမှမသိသစိမ်းမှမသိတငယ်ချင်းမှမသိမိတ်ဆွေမှမသိဖယားတရားမှမသိတဲ့အထိမောဟကြီးပေါ်မလာဘူးကြီးစားပရိသတ်ရဲ့အဲ့ဒါအကုန်လုံးပါနေတယ်တန်ရောစဉ်ကိလေသာတန်ရောစဉ်ဘာတန်ရောစဉ်ဟာပရိသတ်ရဲ့အဲ့ဒီတရားတွေစိတ်ထဲမှာလွှမ်းမိုးသွားရင်မြင့်နေလားဖြူနေလားစိတ်ဒီလေညင်နွားပူလောင်လိုက်တာကိုယ်တိုင်ဒီတရားတွေလူတိုင်းမကြုံဘူးလားဒါကြောင့်နေ့စဉ်ဘဝမှာသက်ရှိသမေရာတွေပေါ်မှာအလိုမပြည့်နိုင်လူတိုင်းမရနိုင်လို့ပူလောင်နေတဲ့လောဘတန်ရောစဉ်တွေအလိုမပြည့်တဲ့အတွက်ကြောင့်ပေါ်လာတဲ့ဒေါသတန်ရောစဉ်တွေလောဘနဲ့ဒေါသပေါင်းပြီးလို့အမှန်မသိနိုင်တဲ့မောဟတန်ရောစဉ်တွေတခါပြိဿရဲ့မာနတန်ရောစဉ်တဲ့ဒါပြန်ပြီးကိုယ်ကိုဒီလိုလူကပြောရမလားတို့ဒီလိုဆက်ဆံရမလားကိုယ်တတိတင်အရာရှိတင်ကိုယ်ဘာကြီးတင်ညာကြီးတင်ထင်လိုက်တော့သူများကကိုယ်ကိုရိုးပြောရင်တော့မှသူ့လိုလူများတို့ဒီလိုမျိုးပြောရသလားပြိဿရဲ့မာနတန်ရောစဉ်မလားဟုတ်လားအဲ့မာနအောင်ပြိဿရဲ့လူမသိဘဲနဲ့တရားတွေအလုံးရှုံမနေဘူးလားအလုံးရှုံတာအဲ့ဒါပဲလူမသိဘဲနဲ့အလုံးရှုံတာအဲ့ဒီမာနတန်ရောစဉ်ပဲဟုတ်လားဒကာကြီးတယောက်ကပြောတယ်ဆရာတော်တဲ့အဲ့မိသားစုကဘုံဘုံကြွလာရင်မလာဘူးလို့ပြောတယ်အဲ့ဒါဘာဖြစ်တော့ဒီလိုကစိတ်မကောင်းတော့တဲ့ဟောဘာလို့စိတ်မကောင်းတာလဲဘုံဘုံဗျာတဲ့သူတို့ကဘုံဘုံနဲ့ရင်းနီးဟောတခါကြီးလူတဘာဝသူမလာခြင်းတော့မလာတာကျုပ်ကဘာဖြစ်ရမှာလဲဘုံဘုံဘာမှမခံစားဘူးခင်ဗျားတို့တော်လေးလေးနဲ့လို့ပြောရင်ပြင်းအောင်ပြင်းနေဟာသူတို့ကဘာဖြစ်လို့မလီဘုန်းကြီးတွေပေါ်ပါမလီဒါမျိုးနောက်ထပ်ဘယ်နှပါးရှာမလဲဒီလိုဘုန်းကြီးတွေသွားစရာမလိုပါဘူးလို့ပြောတယ်ဟောရှာပါလို့ဟုတ်ပါတယ်ဘုန်းကြီးတွေပေါ်မြန်မာနိုင်ငံမှာ9သိန်းတောင်ရှိပါတယ်လို့9သိန်းတောင်ကျော်ပါတယ်လို့အမလီဗျာလေကျုပ်ကလည်းပြောလိုက်ချင်ပါတယ်ဒီလိုဘုန်းကြီးမျိုးရှာစမ်းမှာသမင်းထုတ်တောင်မှာ
ပြောပါဘူးဟုတ်လားအဲ့တော့ဘုရားဘာမပြောဟောလို့သူတို့တနာပါတယ်ဘာဖြစ်တယ်လဲအဲ့ဒီမာနကြောင့်ကျုပ်ကသူတို့စီမသွားတာလို့ကျန်တာဘာမှမဟုတ်ဘူးသူတို့ကဘာဖြစ်လို့မာနရှိတယ်မဟုတ်ဘူးလို့သူကလူတွေပေါ်မှာလွှမ်းမိုးခဲ့တဲ့စီစနစ်တွေကိုကျုပ်ကဟာဘုံဘုံဘယ်သူနဲ့မသွားနဲ့ဘယ်သူစီမဆက်ဆံနဲ့အဲ့ဒီဟာမလေးနဲ့ပေါင်းစရာမလိုပြောစရာမလိုတပည့်တော်တို့လှူတာမင်းယူတပည့်တော်တို့နဲ့ပတ်သက်ဆိုတော့ကျုပ်ကဘုံကြီးပြတယ်အစတည်းကအပိုင်မပေးချင်လို့ဘုံကြီးဝင်နေတာလို့ဟုတ်လားဟောအစတည်းကအပိုင်ပေးချင်တယ်ငါတကူလုံးနေမဲ့အတော့မဲနေပြောတဲ့အတိုင်းနေမှာပေါ့ပြိလေအစတည်းကအပိုင်မပေးချင်လို့ဘုံကြီးဝင်တာဘသူအပိုင်စီးတာမှမခံနိုင်ဘူးလို့အဲ့တော့မှတခါကြီးကဟုတ်သားပဲသဘောပေါက်တော့အဲ့တော့သူဖြစ်တဲ့မာနသူကသူပူလောင်မှာပဲပြင်ပန်းမှာပဲလို့ကျုပ်ကအစာတွေကဒီသူပိုင်ဘုန်းကြီးလို့သူပိုင်ငါပိုင်ဘုန်းကြီးမဟုတ်ဘူးလို့ဟုတ်တယ်မလားအဲ့တော့ဘသူပင်ပန်းလဲမာနရှိတဲ့လူပင်ပန်းတာပေါ့ဟုတ်လားအဲကြောင့်လောဘတန်ရောစဉ်ဒေါသတန်ရောစဉ်မောဟတန်ရောစဉ်မာနတန်ရောစဉ်တွေကိုယ်နေတိုင်းနှောက်ယှက်မနေဘူးလားဒါတွေအမှန်တိုင်းပြောကြည့်ပြိတ္တိုင်လူတိုင်းနေတိုင်းတော့မကြုံဘူးလားအဲ့ထဲမှာပြိတ္တိုင်ပို့ပြီးတော့တရားစရာကောင်းတဲ့တန်ရောစဉ်အိတ်တာတန်ရောစဉ်ဘာတန်ရောစဉ်အိတ်တာဆိုတာမြန်မာလိုပြန်ပါလေသူများရှိနေတဲ့အလှပသူများရှိနေတဲ့အောင်မြင်မှုသူများရှိနေတဲ့စီးပွားဥစ္စာသူများရှိနေတဲ့ယာတုကုန်တွေသူများမှာရှိနေတာအကုန်လုံးကိုလေကိုရအောင်မကြိုးစားဘူးအဲ့အလှကိုဘယ်လိုဖျက်ရမလဲအဲ့ဒီကြော်ကြားမှုကိုဘယ်လိုဒုက္ခပေးရမလဲအဲ့ဒီပိုင်ဆိုင်မှုကိုဘယ်လိုလူရရမလဲပြိတ္တိအကုန်လုံးတစ်ခုမှလည်းလုံးလို့မရဘူးမျက်ထောင်ကြီးနဲ့ကြည်ပြီးတော့ပင်ပန်းနေတာအိတ်တာပဲကဲအမှန်တမ်းပြောကြည့်ကိုယ်တိုင်တော့ဖြစ်ဖူးခဲ့လားမဖြစ်ဘူးခဲ့လားဖြစ်ဘူးပါလေပြိတ္တိမတူညီတဲ့အိတ်တာပဲဖြစ်နေမယ်အတိတွေနှုတ်တော့ကဓမ္မသဘောတွေမသိခင်တော့ကလူတိုင်းမဖြစ်နိုင်ဘူးပြီးတော့အိတ်တာဆိုတာပုထုဇဉ်တို့ရဲ့နေ့တိုင်းစားတဲ့သမင်းလိုပဲပြိတ္တိတတ္တဝါတိုင်းစားဘူးပါလေသို့တော့အမြဲတမ်းမစားတဲ့လူနဲ့အမြဲတမ်းစားတဲ့လူကြွားမသွားဘူးလားဒါကြောင့်အဲ့ဒီတန်ရောစဉ်ကြီးရောရင်ထဲမှာထားရင်လားထုတ်ချင်လားဆုတောင်းရုံနဲ့ရမှာလားပြိတ္တိပြီးရင်ရှင်းပြမယ်ဒါဆိုရင်ပြိတ္တိအိတ်တာဘာဖြစ်လို့ဖြစ်တာလဲစဉ်းစားကြည့်မနာလုံးတော့ဘာဖြစ်လို့ဖြစ်တာလဲဘုန်းကြီးတစ်ပါးပြောသလိုပြောကြမှာဥက္ကောယဟာတဲ့အိတ်တာဆိုတာကလူတိုင်းမဖြစ်ပါဘူးမှန်ပါဗျာဘလို့လို့တဲ့အိတ်တာတဲ့လူတွေဖြစ်တာပါဆရာမပြောတာလည်းမင်းဟာအေးစေအိတ်တာအိတ်နေတဲ့လူတွေကကိုယ်လည်းဘာမှမလုပ်သူများလုပ်တာကြီးပြီးမနာလို့ထိုင်ဖြစ်နေတာပါတဲ့အလုံးလုံးနေတဲ့လူကမဖြစ်ဘူးတဲ့အားကြစိတ်ပဲဖြစ်တာဟုတ်တယ်မလားအဲကြောင့်အိတ်တာတဲ့လူတွေဖြစ်တယ်မအိတ်နိုင်တဲ့လူတွေကိုယ်အလုံးနဲ့ကိုရှုံနေမဖြစ်နိုင်ဘူးဟုတ်လားအဲကြောင့်အိတ်တာဖြစ်လို့ရမှာလားမဖြစ်နဲ့မစ္စရိယဗါလဲမစ္စရိယဆိုရင်ပါလဲဝန်တိုတာဘသူအောင်ဝန်တိုတာသူများဝန်တိုတာမကိုယ့်ဟာဝန်တိုတာအိတ်တာသူများဟာကိုကြည့်ပြီးတော့မျက်စောင်းတစ်ခဲခဲနဲ့ဘယ်တော့မှတိုင်ထည့်လိုက်မယ်ဘသူ့ဘလို့ကြော့ထည့်လိုက်မယ်ဘလို့မရအောင်လှုပ်ထည့်လိုက်မယ်အန်တကြီးကြီးနဲ့ပြန်မစ္စရိယဆိုတာဝန်တိုတာမလုံးနဲ့ငါမလူဘူးမပေးဘူးမကမ်းဘူးသူတို့တောင်းနေမယ်အကုန်လုံးလက်ပြီးကိုယ့်ဟာကိုအတင်းအိမ်နဲ့သွင်းပြီးထုတ်ပိုးသိမ်းနေတာအဲ့ဒါမစ္စရိယပဲဟုတ်တယ်မလားရှိလားမရှိလားပြိတ္တိလူကြကြရှုပ်လာပြီးဟောဒီနေရာမျိုးဆိုရင်တော့ရှိတာတွေကိုမထုံရဲဘူးမင်္ဂလာဆောင်ပြီလူကြီးတွေလည်းလာမယ်မင်းသမီးမင်းသားလည်းလာမယ်ဆိုတော့ကိုရှိတာလည်းမလောက်လို့သူများဟာပါငှားပြီးတော့ဆွဲသေးတယ်ပြိတ္တိမြန်မာလူမျိုးကပေးရင်လည်းသူတို့လောက်ပေးတာမရှိဘူးထုတ်ပြီးဆိုရင်လည်းကိုရှိတာမလောက်လို့သူများဟာကိုအတင်းယူဆွဲပြီးတော့လောက်တာမရှိဘူးလားရှိတယ်ဒီတော့ပြောချင်တာကမစ္စရိယဆိုတာကိုရှိတာတွေကိုမပေးချင်တာမကမ်းချင်တာမလူချင်တာမစွန့်ချင်တာအဲ့ဒါမစ္စရိယပဲမပူလောင်လားဘုန်းကြီးတို့ငယ်ငယ်တော့ကလေဦးဇင်းတစ်ပါးရှိတယ်အခုတော့အဲ့ဒီဦးဇင်းသူထွက်သွားပါသူကဘာရလဲဆိုရင်သူဆုံးခံနေမှာဘုန်းကြီးတို့ဆုံးခံနေဆိုရင်ငယ်ငယ်တော့ဆွဲရင်းနဲ့ဆုံးမရတာအောက်ရက်ဒေသမှာဒါပေမဲ့သူဆုံးခံတဲ့အိမ်ကနေနေတိုင်းတအိမ်ကထညက်၄၅လုံးတစ်ခွက်လောင်းတယ်တရားလေးတို့ဒီကိုဒီဆွဲရင်ကွက်လေးနဲ့တအုပ်တော်လောင်းတယ်သူကနေတိုင်းတရားရတယ်နေတိုင်းထညက်ရတယ်ဒီတိုင်းတရားရတော့ထညက်ရတော့ပြိတ္တိအဲ့ဒီဥစဉ်ကလေသူကဘူးလေးနဲ့စုတာတရားနဲ့စုသူကပြိတ္တိစားဖို့စုတာကိုဘူးပြေကိုစုတာအဲ့တော့သူကိုယ်တိုင်ကပြိတ္တိမစားဘူးဘူးပြေအောင်စုတယ်ဆိုရင်
ကျွတ်ကကြည့်တပူးပြေနှစ်ခုပြေပြိဿရဲ့သူကလည်းပဲမစ္စရိယပြေးလိုက်တာအဲ့ဒီတရားဘူးထားကြနေရမရှိဘူးဟာဟိုမျက်နှာကျက်နဲ့တက်ထားလိုက်ဟိုဂရင်းအောက်ထဲမှာသင်္ကန်းဝင်ထားလိုက်ကျွတ်ကလည်းမစ္စရိယပြေးလိုက်တာသူကလည်းမစ္စရိယပြေးပေါ်လဲအိတ်တာပြေးလိုက်တာတရားရတယ်ကွာတကယ်ရတယ်ကွာသူကလည်းမျက်နှာကျက်ချားတဲ့ဒီရအောင်ထိုးကျွတ်ကလည်းအဲ့ဒီဘော်ဒီရအောင်တက်သူကလည်းအိတ်တာနဲ့ပြင်မှကိုလည်းသူကလည်းမစ္စရိယနဲ့ပြင်မှကိုလည်းအိတ်တာနဲ့ပြင်မှပြိဿရဲ့အခန်းထဲမှာလည်းလှုပ်လှုပ်ရှုပ်နေတာဟုတ်လားအဲ့တော့ကျုပ်ကလည်းကိုကအဲ့ကြတော့ပြိဿရဲ့73နှစ်သားပဲရှိတယ်အဲ့ဒီဥစဉ်ရဟန်းတော်ဥစဉ်လို့အဲ့ဒီတညက်လေးတရားတွေရာလို့ဥစဉ်ဘာလို့လုပ်ပြလဲမင်းဘာဆိုင်လဲဟာမမဆိုင်ပါဘူးလို့တော့ကိုကလည်းသိရတယ်သူဘာလို့မလဲသိချင်တယ်ပြိဿရဲ့အဲ့ဒီကကိုပြေးပြီးသားဘုံလို့ဘယ်သူမှတော့မယုံဘူးတပည့်တော်တညက်မစောင်းရမနေနဲ့ဥစဉ်ရောင်းမယ်ဆိုရင်တပည့်တော်ကိုဆိုတော့သူကလည်းပြိဿရဲ့ကဲဆွေးဘောကရတဲ့တညက်တော်မှာဘူးပြအောင်စုပြီးတော့လည်းရောင်းနေတာကဲသူ့မစ္စည်းရလေကြောက်ကြမကောင်းဘူးကိုယ်လည်းဝေရင်လို့ဝယ်တာမဟုတ်ပြိဿအောက်သေးနဲ့ရမှာမလို့ဝယ်ကိုယ်အိတ်သာလည်းကြောက်ကြမကောင်းအဲ့တော့သူများကြောင့်မပြောကိုယ်ကြောင့်ကိုပြောကဲအဲ့ဒါမျိုးတွေလောကကြီးမှာမရှိဘူးလားပရိသတ်ရဲ့သူများအားကြတော့မျက်စောင်းဤတခေခဲနဲ့မပြီးလို့မကန်းလို့ဆိုပြီးတော့မျက်စောင်းဤခဲပြီးတော့အတုတ်လေးတင်းလို့အတင်းနဲ့တုတ်လိုက်တာကိုဟာကြတော့ပရိသတ်ရဲ့လူမြင်မှာကြောက်လို့အတင်းကိုသိမ့်လိုက်တာကဲမပင်မအောင်လားနေတိုင်းဒုတိယနာပရိသတ်အဲ့လောဘဒေါသမောဟမာနအိတ်တာမစ္စရိယဝင်မနေဘူးလားအဲ့ဒီအထင်မှာကြောက်စရာအကောင်းဆုံးကဒိဋ္ဌိတန်ရောစဉ်ဟာတန်ရောစဉ်စောစောပြောသလိုပေါ့လူစရာလည်းမလိုပါဘူးသီလစောင့်တည်စရာလည်းမလိုပါဘူးငါတို့ဒီဘာမှမလုပ်ဖ ೇನೆ လေချမ်းသာလာတာပါပဲဟောအတိတ်ကကုသိုလ်ကံကပေးနေတာကိုဒီဘဝမှာကုသိုလ်တွေဘာမှမလုပ်လည်းပဲတို့လုံးသမျှအစဉ်ပြီးချမ်းသာနေတာပဲကွာဒီအလူလုံးစရာမလိုပါဘူးအယူကြီးမှမသွားဘူးဒီဘဝအကုသိုလ်ကံကအကျိုးပေးရင်မရောက်သေးဘူးအတိတ်ကုသိုလ်ကံကောင်းနေတဲ့ဆိုရင်လုံးသမျှဟုတ်မနေဘူးဒီဘဝအကုသိုလ်ကံကအကျိုးပေးပြီးအတိတ်ကုသိုလ်ကံကကုန်ပြီဆိုရင်လည်းဖွတ်ဆိုပြိဿရဲ့တစ်ချက်တည်းနဲ့ပြောင်းမသွားဘူးဒီအဲ့ဒါပဲတချို့ကြတော့တော်တော်များများလုံးသမျှအစဉ်ပြေပြောသမျှအောင်မြင်ဘုန်းကြီးထံမှာသွားကြမလို့ဘာအလူမလုံးကြမလို့ဘာသီလမစောင့်တည်ကြမလို့ဘာတရားမထိုင်ကြမလို့တို့အစဉ်ပြေနေတာပါပဲကွာသူတို့တွေလှူပြီးတော့သီလတွေစောင့်တရားတွေအားထုတ်နေတော့လေအစဉ်မပြေပါဘူးကွာဆိုတဲ့ဒိဋ္ဌိတန်ရောစဉ်အတိတ်ကပါလာတဲ့ကုသိုလ်ကံရဲ့ပေးတာလေးကိုဒီဘဝရဲ့အကုသိုလ်ကံကပဲအကျိုးပေးတယ်ထင်ပြီးတော့ကြောင်းမြန်မြင်သွားတာမရှိဘူးလားကြောက်စရာမကောင်းဘူးပြောဘုန်းကြီးပြောမယ်ဆိုတန်ရောစဉ်တွေကုန်မှာမဟုတ်ပြောချင်တာကတော့နေ့စဉ်နေတဲ့အာလုံးတော်ဒုဓမ္မဆွေတော်မျိုးတော်တို့ရဲ့နှလုံးသားထဲမှာလောဘတန်ရောစဉ်ဒေါသတန်ရောစဉ်မောဟတန်ရောစဉ်မာနတန်ရောစဉ်အိတ်တာတန်ရောစဉ်မစ္စရိယတန်ရောစဉ်ဒိဋ္ဌိတန်ရောစဉ်ဒီတန်ရောစဉ်တွေဒီနေ့တိုင်းတိုးမနေဘူးလားဒါဆိုအဲ့ဒီတိုးနေတဲ့တန်ရောစဉ်အားလုံးတို့ရော့ကျသွားဖို့ကုန်ခန်းသွားဖို့ဆိုရင်ဒါမှမဟုတ်ရင်တော်မီကြီးကလည်းလောင်စာမျိုးစုံကိုဘာမှမချမ်းပဲလောင်မြိုက်သွားသလိုပဲအဲ့ဒီကိလေသာတန်ရောစဉ်တွေကိုနှလုံးသားထဲကနေအမြင့်ပြတ်ပြုတ်ပြုံးသွားခြင်းနဲ့ဆိုရင်ဒီတိုင်းနေလို့ရမှာပြိဿကြီးသောတော်ပြောတဲ့တရားလေးပြန်ဆက်ရထားတဲ့ယုတ်တရားနာတရားဒီအမြင်မရှိဘူးအချိန်မရွေးပေးနိုင်တယ်ဆိုတာလေးကိုဆင်ញင်တဲ့ဝိပဿနာဉာဏ်လေးနဲ့စပါသိခြင်းတရားကိုတတိယလာပြီးဆိုရင်ပြိဿကြီးနေမဲ့အချိန်လေးကနေပြီးတော့သိဖို့ရန်အတွက်အချိန်လေးထုံလို့ရပြီမြင်နိုင်မလားအချိန်မရွေးသိသွားနိုင်တယ်ဆိုတဲ့အတိလေးအရင်သွင်းပြီးရင်ပြိဿကြီးဌာနာလေးပြုတတ်လာမယ်သီလလေးစောင့်တည်တတ်လာမယ်သမထဝိပဿနာလေးပွားများတတ်လာမယ်အဲဒီမှာဝိပဿနာတရားတွေတကယ်တတိပဋ္ဌာန်တရားနဲ့ပွားလိုက်တဲ့အခါကျတော့အနိစ္စဒုက္ခအနတ္တဆိုတာဆရာတော်အမျိုးမျိုးဟောတဲ့တရားစကားတွေဒီဟောဒီယုံနာမှာလက်တွေ့ရသွားပြီဆိုတဲ့အခါကျတော့တကယ်ယူတတ်သွားရင်ဝိပဿနာဉာဏ်နောက်နဲ့ပဲဆင်ញင်တော့တယ်။အော်ကြည်စမ်းကြံတဲ့အရာမပြောနဲ့ငါသားငါသမီးငါသမီးငါခင်ပေါ်ငါပိုင်တဲ့ကိုယ်အိမ်တိုက်တာရွှေငွေမပြောနဲ့တော့တဲ့အဲ့ဒါအားလုံးကိုရအောင်ရှာထားတဲ့ဒီခန္ဓာကိုယ်တော်မှတကယ်စောင့်မှတ်လိုက်တော့အဟောင်းရုပ်ပြောက်တော့အတိယုတ်ပေါ်အတိယုတ်ကပြန်လဲဟောင်းအဟောင်းစိတ်ပြောက်တော့အတိယုတ်ပေါ်အတိယုတ်ကပြန်လဲဟောင်းဒီစိတ်နဲ့ရုပ်ပဲဟောင်းလိုက်ပြောင်းလိုက်တစ်လိုက်ဟောင်းလိုက်ပြောင်းလိုက်တစ်လိုက်ပဲဒီသဘောလေးပဲရှိတာပါလားဆိုတာဉာဏ်နဲ့တွေ့မသွားဘူးလားအဲ့ဒီဉာဏ်နဲ့တွေ့သွားလိုက်တာနဲ့တလန်လောက်ကိုယ်ခန္ဓာကိုယ်ဒီတကယ်မမြင်ဘူးအနိစ္စပဲတကယ်ဆင်းရဲတုံးကြီးပဲတကယ်ကိုဖြစ်ကြတယ်လို့မဖြစ်ဘူးပဲဆိုတာဉာဏ်နဲ့တွေးလိုက်တာနဲ့ပြိလိုက်
ကြံတဲ့အရာတွေပေါ်မှာဉာဏ်นี่ကုမသွားဘူးလားဒီပြိဿရေရာတာရဲ့ယုတ်တရားတရားရဲ့ပေါ်မှာသမထဝိပဿနာတရားတွေရှုမှတ်ပွားများလိုက်လို့ဟောဒီနေရာမှာဝိပဿနာဉာဏ်စိတ္တရအောင်ပွားများနိုင်ခဲ့ပြီဆိုရင်ကိုမီလေးကိုမွေးလိုက်တာနည်းနည်းလေးတော့လောင်စာကိုဆွဲလာပြီဟုတ်တယ်မလားသာသမီပေါ်မှာမမြင်ရရင်မနေတတ်တဲ့တန်ရောစိတ်နဲ့ရော့လာမယ်ပစ္စည်းဥစ္စာပေါ်မှာအမြဲတမ်းရှားရင်းနေတဲ့လောဘတရားတွေရော့လာမယ်ရော့မလာနဲ့မဉ္ဇဉ်ဘုံဉဏ်အဖြစ်ဉဏ်ရောက်ပြီဆိုရင်ပြိဿရင်သွားပြီဒီယုံနာမှာပဲဒီတရားနဲ့ရှာဒီမီးကိုမှွေးလိုက်တာဝိပဿနာဉာဏ်မိတော့ကနေမဉ္ဇဉ်ဘုံဉဏ်မိတော့အထိကူးသွားပြီဆိုရင်တော့ဒုတိယနာပြိဿအကောင်းဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာမရဘူးလားဒါဆိုရင်သဘောပေါက်ပြီလားဒါဆိုရင်ပြိဿရင်အပ္ပမဒရတောအပ္ပမဒတရားနဲ့ပျော်မွေ့ပြီးတော့နေရမယ်ဆိုတာနံပါတ်1ပြိဿရေကိုအမြဲသိရနိုင်နေသိနိုင်နေလို့တတိလေးနဲ့ပြီးတော့နေပါမကောင်းလားသိခြင်းတရားဒုတ်လေးနဲ့တို့လိုက်တော့ပြိဿရေဟောအတိလေးဝင်လိုက်တယ်မသိခင်ကြီးတော့လှူအောင်ပါပဲမသိခင်တော့သီလဆောက်ပြီးအောင်ပါပဲမသိခင်ကြီးတော့ဘာဝနာပွားအောင်ပါပဲဆိုတာလေးဖြစ်မလာနိုင်ဘူးလားအဲ့ဒီမှာလဲတတိတကြထားပေါ့ဒါနာလေးနဲ့ပဲယမထားနဲ့သီလလေးနဲ့လည်းယမထားနဲ့မြတ်စွာဘုရားကယုံနာရဲ့အဟုတ်အမှန်ကိုဉာဏ်နဲ့တွေ့မှဝိပဿနာအားထုတ်မှလမ်းဆုံးပဲလို့ဟောထားတာဝိပဿနာလည်းပွားအောင်မှဆိုတဲ့အထိတတိလေးများရလိုက်ရင်လက်တွေ့ကျင့်တဲ့အဆင့်ရောက်ဘူးလားနားရတရားတွေမများထားဘူးလားနာယုံလေးနဲ့ပြီးမလားလက်တွေ့ယုံနာမှာတကယ်ကျင့်ကြံလိုက်ပြီဆိုရင်ပရိသတ်ရဲ့အပ္ပမဒတရားနဲ့ပျော်မွေ့တဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါပြီပပါဒဆိုခေါ်တဲ့မိမိရောရန်သူလိုသဘောထားတဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါပြီရန်သူတွေဝိုင်းသေးလားရန်သူလက်ကလွတ်လာရင်ချမ်းသာဖို့ပဲရှိတော့တယ်ဒါကြောင့်ချမ်းသာတဲ့လမ်းကြောင်းပေါ်ရောက်ဖို့ရန်အတွက်ရန်သူကိုလည်းပဲမြင်ဖို့မလိုဘူးလားအဲဒီလိုအပ္ပမဒလို့ခေါ်တဲ့မမိတဲ့တတိတရားလေးနဲ့ပျော်မွေပြီးတော့နေမယ်မိမိရောအချင်းကြီးကိုယ်စိတ်ထဲမှာပေါ်လာရင်ငါမှရန်သူတွေဝိုင်းနေပြီလို့နဲ့တတိလေးထားလိုက်မယ်ဆိုရင်အဲဒီပုဂ္ဂိုလ်တဲ့ဟောဒီယုံနာမှာတကယ်တရားမှတ်တဲ့အချင်းအဲဒီသဘောတရားတိုင်းကမှတ်လိုက်မယ်ဆိုရင်ဝိပဿနာဉာဏ်မဉာဏ်ပုံညာအစဉ်စဉ်ရနိုင်တဲ့အတွက်ကြောင့်တော်မီဒီလောင်သာမျိုးလုံးကိုအကုန်လုံးလောင်မြိုက်သွားသလိုပါပဲလောဘဒေါသမောဟမာနစတဲ့တန်ရောစေလောင်စာအလုံးကိုအကုန်လုံးလောင်မြိုက်လို့နိဗ္ဗာန်ချမ်းသာရနိုင်ပါရဲ့လို့ဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဩဇာကရုဏာရှိသွားသာမေတ္တာအဖြင့်မိန်ကြတော်မူခဲ့ပါပေသတည်းပြိဿဒီလောက်ဆိုရင်တန်ရောစင်ကိုဖျက်ရမယ်ဒီသဘောပေါက်ပြီလား